ဆိုဒီဇက်လန်ကအခုဥစားပြပြမဲ့ဇက်လန်ကဥစားကိုယ်တိုင်ကြုံတွေ့ခဲ့ရတာမဟုတ်ဘူးဥစားအတိတယောက်ကပြန်ပြောပြတာနော်အဲ့တော့သူကနေမာနေရပေါ့ရွာမှာပေါ့ရွာမှာပဲဆိုကြပါစို့ရွာမှာနေတာဆိုသူတို့ရဲ့အိမ်ဝင်းရတဲ့အကျယ်ပြီးတော့ခြံပတ်ပတ်လည်းမှာလည်းမကြီးပင်နေအုပ်ဆိုင်ပြီးတော့အပြင်ဘက်ကကြည့်လိုက်လို့ရှင်လေကင်းဘက်ဆိုလို့ရှင်တော့လှတာပေါ့ကွာအရေးရတာညဘက်တွေပဲကြည့်လို့ရှင်တော့လို့တစ်ပင်ကြီးအကြီးကြီးနေဆိုနည်းနည်းတော့ကြောချမ်းစရာကောင်းတယ်အဲ့ဒီပင်ကြီးတွေထဲမှာမှတက်တန်းအရှိဆုံးပေါ့နော်တက်တန်းအကြဆုံးလို့ပြောလို့ရတယ်မကြီးပင်မှာတပတ်ကြီးတစ်ကောင်ရှိတယ်တစ်စီတစ်ပတ်တရေတစ်စီတစ်ပတ်ပေါ့နော်တရေပြီးတော့ level 3မျိုးလောက်ရှိတာတရေပြီးတစ်စီပြီးတစ်ပတ်ကတော့ပိုး powerful ဖြစ်တာပေါ့နော်အဲ့ဒါပြီးမှပိတ်တာတော့သူရကယ်လို့အဲ့လို level ရဲ့အဲ့လိုတက်သွားတာအဲ့ဒီပင်မှာတပတ်ကြီးတစ်ယောက်ရှိတယ်အဲ့တပတ်ကြီးကတွေ့ဦးတဲ့လူတွေမြင်မှုတဲ့လူတွေရှိတယ်အဲ့သူတို့ပြောတာကတော့အဲ့မနေရဲ့တပတ်ကြီးอ่ะပေါ့နော်သူကဖိုးမှာတိုက်ပုံအိမ်ကြီးနဲ့ရောင်တုံးပေါ့နော်ရှေ့ခေတ်လူကြီးလို့ရောင်တုံးနဲ့ပြီးပစိုးဝက်တာပစိုးနဲ့ပေါ့နော်အစတော့သူတို့လည်းသိမသိဘူးတဲ့တရက်တော့သူတို့ဦးလေးကအလှလုံးမှာမို့လို့ဆိုပြီးတော့ထင်းလို့ဆိုပြီးတော့အဲ့ဒီအပင်ကိုလူငားပြီးတော့ခုတ်ခိုင်းတာအဲ့လိုခုတ်ခိုင်းတဲ့အချိန်မှာသူတို့အဖွားမခုတ်နဲ့ဆိုပြီးတားသေးတယ်ဒါပေမဲ့ဦးလေးဖြစ်တဲ့လူကမရဘူးစွတ်ခုတ်အဲ့နဲ့ဦးလေးအဲ့လူငားပြီးခုတ်ခိုင်းတယ်လို့ပေါ့နော်အဲ့လိုအဖွားတားတယ်သူတို့အဖွားတားတယ်အဲ့တားတော့လည်းမရဘူးဦးလေးကအဲ့လူသူငားတာလူတက်ခုတ်ခိုင်းတာပေါ့နော်တက်ခုတ်ခိုင်းတော့အဲ့ဒီအလုသမားပေါ့နော်တစ်ပင်ခုတ်တဲ့လူကခုတ်တော့မခွာသေးဘူးတခုခုမြင်လိုက်တယ်လို့ဖြစ်ပြီးတော့ဟိုးဝါနဲ့အော်ပြီးတော့ပြန်ဆင်းပြေးရတယ်ပင်မောနေပြီးတော့မခုတ်တော့ကျွန်တော်မတည့်ရုပ်ဆိုပြီးဖြစ်သွားအဲ့အပင်ပေါ့အဲ့နဲ့ဟာဦးလေးနည်းဘယ်လိုခေါ်မလဲလူရွတ်ပေါ့နော်လူရွတ်ဆိုတော့ဟာဘာလဲပေါ့ဘာများကြောက်စရာရှိလို့လဲဆိုငါကိုယ်တိုင်တက်ခုတ်မယ်ဆိုတော့အဲ့ဒီအပင်ပေါ့ကိုယ်တိုင်တက်ခုတ်တာဗျာတက်ခုတ်တော့အပင်ပေါ်ရောက်တဲ့အချိန်မှာခုတ်မလို့ပဲရှိသေးတယ်သူ့ကိုတယောက်ကနေပြောတွန်းချလိုက်လို့ဖြစ်ပြီးအပင်ပေါ်နေပြုတ်ကြတာလက်ပါကျိုးသွားအဲ့နဲ့မခုတ်တော့နားလိုက်တာပေါ့နော်အဲ့နောက်ရက်ကျတော့အိမ်မက်လာပေးတာတဲ့မင်းကငါရှိနေရတော့မခံလေးစားလောက်ရတာပေါ့နော်အဲ့ငါအပင်ပေါ်တက်ပြီးတော့အပင်ခုတ်မယ်ပင်ခုတ်မယ်လို့လုပ်တဲ့ကောင်လေငါအရှင်မထားဘူးဆိုအဲ့လိုအိမ်မက်လာပေးတာအဲ့ဒါမနဲ့ကျတော့အပွဲတွေပါထိုးပြီးတော့တောင်းပန်လိုက်ရတယ်တဲ့ဒါပေမဲ့မရဘူးသူကတော်တော်စိတ်ဆိုးရတယ်ပေါ့မရဘူးညဘက်ကြီးကြတော့အဲ့လက်ကျိုးနေတဲ့ဦးလေးလေအဲ့လက်ကျိုးနေတဲ့ဦးလေးအိတ်နေတော့အဲ့ဦးလေးရဲ့အိမ်ဝိုင်းဘက်ကနေပြီးတော့မှအဲ့ဒီကြောက်ပါပြီမလုပ်ပါနဲ့ဆိုပြီးအဲ့လိုဘုံတိုင်းကျပြီးတော့အော်တန်နေကြမှာဖွားတော့ပါတော့ပြေးကြည့်တော့မှအိမ်မက်ထဲမှာလို့ဟိုအိမ်မက်ပြီးတော့လန့်လို့တာပေါ့နော်ကြောက်လန့်ပြီးတော့ပေးဖျားပေါ်နေပြီးတော့ဖျားစင်ပေါ်နေပြီးတော့ပေးရည်ပါတိုက်ပြီးတော့တေးချမမ်းမှုတ်ဖျားဆိုင်ပါရွတ်တော့မှငြိမ်သွားတယ်အဲ့နဲ့ဦးလေးကိုမေးကြည့်တော့သူအိမ်မက်ထဲမှာဘာမြင်လဲဆိုတော့သူအပင်မောနေဆင်းလာပြီးတော့သူ့ပင်ကိုခုတ်ရပါမလားဆိုပြီးဦးလေးကိုအိမ်မက်ထဲမှာလို့ပါးနေနာတွေရိုက်တာကြောတွေပါရိုက်ပါတော့လို့ကြောဆိုတာဒီလိုစပိုးခေါ်မှာပေါ့နော်စပိုးတွေအုပ်ပါးနေနာရိုက်တာကြောကုတ်လမ်းကြောလို့ကြောကုတ်မှာအဲ့လိုရိုက်ထားသလိုအရာပေါ့နော်လက်ရာမျိုးရောပြီးတိုက်တော့မဟုတ်အဲ့လိုရိုက်သလိုမျိုးနီညာပေါ့နော်အဲ့လိုအရာတွေပါတွေ့တယ်သူ့ကိုရိုက်တဲ့အဲ့တစ်ပင်ပေါ်ဆင်းလာတော့ဖိုးကလည်းခုနဥစ္စာအပေါ်ကပြောသလိုမျိုးလူကောင်ကြီးရှေ့ဖိုးရပုံစံမျိုးပေါ့နော်အဲ့လိုရှောင်းတုံးနဲ့လူကောင်ကြီးနဲ့တကူလုံးကအမွှေးနေတယ်အဲ့နဲ့ထပ်ပြီးတော့မန်နေဂျာတော့ထပ်ပြီးတောင်းပန်ရတာပေါ့နော်အုံမငါပြောပေးနေတာမှာဆောက်ရှောက်ပေးပါမသိလို့မှားခဲ့တဲ့အတွက်လည်းတောင်းပန်ပါတယ်မသိလို့လုံးမိတာပါပေါ့နော်စော်ကားလို့စိတ်ဖယ်ရှားလို့စိတ်လုံးဝမရှိပါဘူးဆိုပြီးတော့တောင်းပန်ရတယ်အဲ့နောက်ပိုင်းတော့ခွင့်လို့တယ်နဲ့တူပါပေါ့အိမ်မက်ဒီပါတော့ဆက်မမြင်တော့အိမ်ဝိုင်းထဲမှာရှိတဲ့အဲ့လိုကလေးတွေပေါ့နော်ကလေးလူကြီးသူတပြင်းကလေးတွေကိုခေါ်ပြီးတော့အဲ့အပင်ရှိမှာမျက်နှာပြပြီးတော့အဲ့ရတယ်တဲ့မြေရန်နဲ့အဲ့လိုအစာကျွေးရတယ်တဲ့အဲ့ဒါမှထပ်ပြီးတော့ဘာသာမှမကြားရတော့တာတဲ့တကယ်လို့ပေါ့နော်အခုထိပဲအဲ့မိသားစုမှာသူတို့ဘယ်လိုပြပြမလဲလူအစ်စ်မွေးတယ်ပေါ့နော်ကလေးတယောက်အစ်စ်မွေးတိုင်းအဲ့ဒီအပင်မှာသွားပြီးတော့ပြအဲ့ရတယ်တဲ့ထူးဆန်းတာတကူကအဲ့ဒီအိမ်ကနေပြီးတော့မွေးလာတယ်တွေးရင်သားရင်ဆိုလို့ရှိရင်ဘာမှ6လန့်တာမျိုးမလုပ်ဘူးတဲ့အပြင်လူအလိုချိုးမပြေရပါဆိုလို့ရှိရင်တော့လို့ပြတာမျိုးတွေပဲလုပ်တယ်ဇလန်လေးပြပို့တိုင်းညီမလေးကျေးဇူးတူပဲတင်ပါတယ်အဲ့လိုမျိုးတွေကမယုံလို့လည်းမရဘူးပေါ့နော်ဆိုတော့အခု2025ဆိုတော့ဦးစားတို့လွန်ခဲ့တဲ့4နှစ်ကပေါ့နော်လွန်ခဲ့တဲ့4နှစ်ကဒေါ်စီမှာခဏသွားနေဘူးလေဒေါ်ရီနေရာကတော့မကွေးမြို့တွေကပေါ့နော်နေရာတော့မပြောတော့မကွေးမြို့တွေကလို့မှတ်ထားတယ်ဦးစားအမေရဲ့အမပေါ့အဲ့တော့ဦးစားအဲ့ဒီကိုရောက်ရတဲ့အကြောင်းရင်းကကြတော့ဘယ်လိုမျိုးလဲဆိုတော့ဦးစားရန်ကုန်မှာနေရတာပြင်းရလားညင်းခွေလားပေါ့နော်ပတ်ဝန်းကျင်အစ်စ်မှာစိတ်သက်လူတင်နဲ့အေးစိနေပြီးတော့ဦးစားတချင်းရေးရတာဝါသနာပါတယ်ဆိုတော့တချင်းလေးဒီကပြားလေးရေးမယ်ပေါ့အဲ့တော့အိုက်စိတ်ကူနဲ့လာတာဒါပေမဲ့မပြောခဲ့ရအောင်ဘာလို့လဲဆိုတော့ပြောပြမယ်အဲ့နေရာကျန်းတယ်လို့ပြောတာအရင်တော့အဲ့နေရာကြက်ကုန်းဆူလာပါလားမသိဘူးလို့ပြောကြရပေါ့နော်အဲ့ဒါကိုဦးစားတို့တက်မိတ်နဲ့ဖယ်ပြီးတော့တည်ထားတာပေါ့နော်တချို့ဖယ်လို့ရတယ်ရှိသလိုဖယ်လို့မရလို့နေရာပေးထားပြီးတော့ထားထားတဲ့ဟာတွေလည်းရှိတယ်သူများတွေပြန်ပြောပြလို့သိရပါပေါ့နော်မကွေးမျိုးအပြင်သားလေးမှာဆိုနေရာအဲ့ဦးစားရဲ့အတော်လိုင်းခန်းတွေကတော့ဘေးကခြံဝင်းထဲမှာပါတယ်အဲ့ဖယ်လို့မရဘူးဆိုတဲ့နေရာလေဦးစားတို့တော်ရှိရဲ့လိုင်းခန်းရဲ့ဘေးကခြံဝင်းထဲမှာဖယ်လို့မရဘူးဆိုတဲ့နေရာလေးကပါနေရောအဲ့နောက်မှသိရတာဦးစားတို့ရောက်သွားရောစရောက်တော့အပြင်တွေကတိတ်မသွားပြဘူးပေါ့ကွာရောက်ပြီးတော့နောက်3-4ရက်ကြာတော့မှစတာမမရအဲ့နေရည
17ခွဲကြော်လောက်မှာပေါ့နော်ဥစားလည်းဥစားကောင်မနေနဲ့ဖုန်းပြောနေဥစားအိမ်ထဲမှာဖုန်းပြောနေနဲ့ channel စင်လမ်းလျှောက်ပြောတာပေါ့ကွာတည်ရတိုင်းပဲကြီးစားလေးစကားပြောပြီဆိုတော့ဟိုနာလမ်းလျှောက်ဒီနာလမ်းလျှောက် channel ရောက်တော့အဲ့ညမှာပထမဦးဆုံးညဘက်ကြီး channel စင်ပူတာအရင်နေ့ကမစင်ဘူးတခါမှဥစားတော့ channel မှာကဒီညမှာခေါ်တဲ့အပင်ပေါ့နော် Euclid အကြီးရွယ်လို့လူနှစ်ဖက်စာလောက်ရှိ Euclid အကြီးရှိအဲ့ဒီအပင်ကြီးအောက်ကိုဥစားရောက်သွားနေဥစားလည်းသူနဲ့ဖုန်းပြောနေတဲ့ဥစားကောင်မလေးနဲ့ရန်ဖြစ်ကြရဖုန်းထဲမှာရန်ဖြစ်တော့ဥစားစိတ်တူပြီးတော့ဒေါသတွေထွက်ပြီးတော့အဲ့ဒီအပင်ကို6နဲ့စောင့်ကန်လိုက်တာပြီးတော့ဒီမှာရန်ဖြစ်နေတာဟောဘာညာကွေးကွာဘာညာသားကနေကြကွာစီတောင်ကြီးပဲလို့ဘာလီတန်မြကြောက်ရန်နေဖြစ်နေကြပြန်ဖြစ်နေခဏလည်းကြာအဲ့လိုဥစားတွင်းနားထဲမှာဖုန်းပြောနေပဲမို့ဒီဘက်ချမ်းနားထဲမှာလို့ဆိုပြီးတော့တောက်ဟောတိုင်းကြာအတိုင်းရတော်တော်ကြမ်းလာဒေါ်မိုးကြီးအတိုင်းအဲ့ဒီအတန်ကိုဥစားတယောက်တည်းမဟုတ်ပဲနဲ့ဖုန်းပြောနေဥစားရဲ့ကောင်းမလေးကကြားတော့သူ့ကိုတောက်ခေါ်ပါလားသူကဟိုဘက်ကပဲထားပြီးတော့ပူညာနေဖြစ်ကောအဲ့ချိန်မှာဥစားကြတော့သူ့ပူပြီးတော့ကြောင်တောင်ကြီးဖြစ်သွားတာပေါ့နော်သူကဘာမှအဲ့ပေါ်စီနဲ့ပြောနေမှာကွာအဲ့ဖုန်းထဲကိုအာရုံမရှိတော့ကြားလည်းမကြားတော့ဘာလားပေါ့ဘယ်ကအတိုင်းနဲ့ပေါ့နော်ဆိုပြီးတွေးပြီးနဲ့အဲ့တားလေးကပြန်ထွက်လာတဲ့အချိန်မှာပဲအဲ့ဥစားရဲ့ကောင်မလေးကလည်းဟိုဘက်ကနေပြီးတော့ share ပွားနေပါတော့နော်တလောက်တောင်သူပြောနေတာမှသူအဖက်မလို့ပြန်စကားမပြောဆို share ပွားနေအဲ့သူမဟုတ်ဘူးဒီမှာဒီလိုဖြစ်လို့ဒီလိုကြားလိုက်လို့ဆိုပြီးတော့သူရှင်းပြနေနဲ့စိတ်ထဲတမျိုးကြီးဖြစ်လာလို့ဆိုပြီးတော့အနောက်ကိုဖြတ်ဆိုလှည့်ကြည့်လိုက်တာသေရောကြီးအဲ့မှာမြင်လာဘာမြင်လဲဆိုတော့ယောက်ျားကြီးအရက်ကလည်းရှေ့ထောင်းမောင်းနေပြီးပစိုးကိုခေါင်းကြိုက်တာဖြတ်ကနေမြင်နေတာပေါ့နော်အဲ့မှာစိတ်တော့လန့်သွားပြီးတော့အိမ်ထဲကိုမြန်ပြန်ဝင်ပြီးတော့ကောင်မလေးကိုလည်းတော်ပြီးတော့ငါအိတ်တော်မယ်နောက်နေ့မှဖုန်းဆက်ပြောမယ်ဆိုဖုန်းချလိုက်ပြီးတော့အိတ်ရဝင်လိုက်တယ်ပေါ့နော်ကျန်တဲ့အိမ်ကလူတွေတော့အဲ့ကြောင့်ဘာမှမပြောမယ်အိတ်ရဝင်လိုက်တာအိမ်ညအိမ်ဘက်ထဲကိုထက်ရောက်လာအိမ်မက်ထဲမှာမြင်ရတာအဲ့ဒီခုနတွေးတဲ့လူကြီးပဲဒီတစ်ခါတော့ခုနလိုဝိုးဝါးမြင်ရတာမဟုတ်တိတ်ချာမြင်ရတာအိမ်မက်ထဲမှာသူဘလို့လဲဆိုသူပုံစံပစိုးခေါင်းကြိုက်တာပေါင်မဥစားတို့ဆေးမင်ကြောင်ဝိုင်းနေနေရှေ့ခေပမားထိုးသလိုဆေးမင်ကြောင်ကွက်နေအဲ့ဒါပေါင်နှစ်ဖက်လုံးမှာအပြည့်အပေါ်ပိုင်းကပလာအင်ကြီးမဝဲထားအောင်ပြီးဒီရှင်ဘက်တွေကြောတွေမှာလဲအဲ့အင်းခွက်တွေဆေးမင်ကြောင်တွေထိုးတာ4000ခွက်တွေအင်းခွက်တွေ15ခွက်တွေပေါ့နော်4000ခွက်တွေဘာတွေရေးထားမှတော့မသိဘူးကွာလို့အင်းခွက်တွေလိုမျိုးပြီးတော့စတုံးနဲ့ရောင်တုံးခေါ်တာရောင်တုံးနဲ့အဲ့လိုငါတို့မျက်စိရဲ့မြင်အောင်ပြောလို့ရှိရင်ကွာငါတို့ဟိုးရှိခေရှင်ဘရင်နေခေပေါ့နော်ရှင်ဘရင်နေခေတော့ကသေတံပေးရမဲ့လူတွေကိုဘရင်ကတတ်စေဆိုပြီးပြောလိုက်လို့ရှိရင်လို့ဓာကြီးကင်ခုတ်ရတဲ့ဟိုလိုအာနာဘယ်လိုခေါ်မလဲလူတက်သမားတွေလေအင်္ဂလိပ်လိုဆိုတော့ executioner လို့ခေါ်တာမာလို့ဆိုလို့ရှိရင်တော့ရာဇဝတ်သားတော့မဟုတ်ပါဘူးကွတ်မြတ်တဲ့ရာဇဝတ်သားတွေကွတ်မြတ်တဲ့လူပေါ့နော်အဲ့လိုလူကြီးနဲ့တူတာထောင်မောင်းထွားကြိုင်အစိုးခေါင်းကြိုက်တာပေါင်มาလဲထိုးခွင်းဆေးမင်ကြောင်တွေဒီရှင်ဘတ်ဒီကြောတွေမှာလဲဆေးမင်ကြောင်တွေရောင်တုံးနဲ့ရောင်လစောင်းနဲ့အဲ့လိုလူကြီးအဲ့ဒီဘေးကြီးကဦးဆောင်အိမ်မက်ထဲမှာဟဲ့လူကလေးမင်းဘာလို့ငါတက်ပြောစောက်ကန်သွားတယ်တေချင်လို့လားဆိုဒေါ်ကြီးမောကြီးနဲ့ဖဲတာအဲ့ဒီမှာလန့်လို့သွားတော့မနဲ့မိုးနေထွက်နေကိုလည်းမှသွေးပြတ်သွားပါတော့သွေးပြတ်ပြီးအတော့ပြောပြလိုက်တာဦးဆောင်ကောတေချင်စိုးလေးပေါ့နော်နင်းရောက်တာနဲ့ဆောက်ပြီးမှုရတာပဲဆိုပြီးတော့ဦးဆောင်နေရွယ်ကြီးဆွဲပြီးတော့အဲ့ဒီညခုနဖုန်းပြောပြီးတော့စောင့်ကန်လိုက်တယ်ဆိုတော့တစ်ပင်ချင်းကိုခေါ်သွားပြီးတော့အဲ့ဒီပင်ရောက်တော့ဦးစားကိုနေအခုတောင်းမှန်တေချာတောင်းမှန်ဆိုပြီးတော့ခိုင်းတာနေဦးစားလည်းအဲ့ဒီပင်ကိုလက်ဦးလေးရှိလို့ကျွန်တော်ညမသိလို့ခုလိုမျိုးပင်ကိုချောင်းနဲ့ကန်ပြီးပါတယ်ခုမှဒီအိမ်ကိုပြောင်းလာတာဆိုတော့ဒီအိမ်ကိုရောက်တာဆိုတော့ဘယ်နေရာမှာရှိမှလည်းမသိသေးတဲ့အတွက်တောင်းမှန်ပါတယ်စိတ်ထဲမြေရွယ်ဖြစ်သွားတာပါကျွန်တော်ခွင့်လွှတ်တော်မူပါနောက်လည်းမဖြစ်စေရပါနောက်လည်းမလုပ်တော့ပါဘူးဆိုပြီးတော့တောင်းမှန်လိုက်ရနောက်နေ့ဦးစားနေကင်းဘက်ဆိုလို့ရှိရင်တော့အဲ့အပင်ကြီးအကြီးနဲ့ရှေ့ရတော့အဲ့အောက်မှာထိုင်ပြီးတော့ဒါတချင်းရေးတာတို့ကြပြရေးတာလေးပါလေးတော့လုပ်တာရှိတယ်ဒါပေမဲ့ညဘက်တော့မသွားတော့ဒီဇာတ်လေးကိုပေးပို့ထားရင်ညီလေးကျေးဇူးထူးပဲတင်ပါတယ်ဒီဖြစ်ပြတွေကဦးစားရဲ့ကိုရီးဖြစ်ပြကလေးဖြစ်တာကတော့ဦးစား2019လောက်တော့ဖြစ်တာပေါ့နော်ဦးစားအဲ့တုန်းကလည်းဦးစားအမေရဲ့အမျိုးတွေရှိရဲ့နေဘက်ကဦးစားခဏသွားနေရပါတော့ဦးစားရဲ့ကြီးတော်အိမ်မှာအဲ့တော့ဦးစားရောက်တဲ့အချိန်မှာအိမ်မှာတော့ဦးစားရဲ့ဘာကြီးမရှိဘူးဦးစားရဲ့ဘာကြီးကတော့ရခိုင်ဘက်မှာလှုပ်သွားလှုပ်နေကိုလည်းဘာလဲညာလဲလို့တော့မမေးဘူးပေါ့နော်အဲ့မှာပဲနေနေရပေါ့ဦးစားအဲ့မှာနေပြီးတော့ဦးစားတလားလောက်ကြာတဲ့အချိန်မှာပြန်ရောက်လာဦးစားဘာကြီးပြန်ရောက်လာတဲ့အချိန်ကမှအိမ်မှာလို့ပြောင်းနေစမ်းပေါ့ဘလို့လဲဆိုတော့ပြမယ်အဖြစ်ကအဲ့ဒီရခိုင်မှာဦးစားတို့ဘာကြီးအလုပ်သွားလုပ်နေတော့သူနဲ့နီးကပ်ပေါင်းတဲ့သူတငယ်ချင်းပေါ့နော်သူရဲ့တငယ်ချင်းကသူ့လက်ပေါ်မှာစုံသွားတာဘာကြောင့်မှတော့မသိဘူးအမေအကုန်လုံးကဒီဘာကြီးနဲ့သူတငယ်ချင်းအရက်တာတောက်တော့ရက်ကိုတနေ့ကုန်တောက်တာမှဆိုတော့အရက်ကြောင့်သေးရပဲထင်ကြတာပေါ့နော်ဒါပေမဲ့အဲ့ဘာကြီးကအိမ်ကိုပြန်ရောက်လာပြီးတော့မှစပြီးတော့ဦးစားသတိထားမိတာကိုကဘာလဲဆိုတော့ဦးစားရဲ့ဘာကြီးကဦးစားကိုရှင်တော့ရှမ်းချစ်တာအမြဲတမ်းသူကစားလိုက်နောက်လိုက်နေတာပေါ့နော်ချစ်တော့ဦးစားလည်းဘာကြီးကိုချစ်တယ်အရင်တော့ဆိုဒါပေမဲ့အခုပုံစံကအရင်တော့တခြားစီပဲ
ဦးသားသူကြည့်ပြီဆိုလို့ရှိရင်အဲ့လိုမျက်မှောင်ကုတ်ပြီးမျက်တောင်ကြီးကြည့်တာဗျာအရင်တစ်ခါလုံးမကြည့်ကြောက်စရာဦးသားကိုလည်းအဲ့လိုမဟုတ်သူ့မိန်းမဦးသားကြီးတော့ဘောခလေးတွေအဲ့လိုမျိုးအားနေလို့မျက်မှောင်ကုတ်ပြီးအဲ့လိုရှိုးနေမျက်တောင်ကြီးနဲ့ကြည့်ကိုရီးယားတော့ကိုကြီးနဲ့မစုံတာကြာတော့စိမ့်ဝါပေါ့နော်အနေဝေးဝါလို့နည်းစိမ့်ဝါလို့အဲ့လိုထင်တာတိတ်တော့မသိငါအောင်အဲ့လိုမသိငါတော့အဲ့မသိငါတဲ့စိတ်ကိုတော့ဖျောက်လို့မရအောင်ဘာဖြစ်နေလဲမသိဘူးတခုခုတော့စမ်းသီးတော့ round နေပေါ့နော်ပုံမှန်မဟုတ်အဲ့ဒါနဲ့ကိုကလိုစိတ်ထဲမှာအဲ့လိုမျိုးဖြစ်နေတော့ဘာယူနေသူ့ရဲ့ပြုတ်ပုံဆိုပုံနေပုံထိုင်ပုံလေးကိုနည်းနည်းလိုက်ချောင်းတာပေါ့ကွာသိလားပုံမှန်ဟုတ်မနေတော့အဲ့မှာထူးဆန်းတာတကွာပါလဲဆိုတော့အရင်ဆိုလို့ရှိရင်ဘာကြီးကထမင်းစားနေတယ်အရက်သမားဆိုတော့သိရမလားတနေ့ကိုရက်တောက်တဲ့လူဆိုထမင်းစားကလည်းနေတယ်ကြောင်စားလောက်တွေပေါ့တပုံလောက်နည်းနည်းလေးစားတာအဲ့လိုမျိုးကြောင်စားလောက်စားရလို့အခုနောက်ပိုင်းထမင်းတစ်ခါစားရဇလုံးနဲ့ဆွဲတာပြီးတော့လို့ညဘက်တွေဆိုလို့ရှိရင်လည်းအရင်တော့ဆိုလို့ရှိရင်ဘာကြီးကညဘက်ဆိုထမင်းညစာမစားအောင်အညဘက်ရောက်ပြီဆိုလို့ရှိရင်ပိုစားတယ်မနေ့ကတည်းညဘက်ဆိုလို့ဆွဲတာ heavy ဆွဲတာပြီးတော့သူ့ပုံစံကအမြဲတမ်းကြည့်လို့ရှိရင်နေမကောင်းသလိုလိုဘာလိုလိုအမြဲတမ်းလို့အဲ့ရလဲနေတာဒါမဲ့နော်ထူးဆန်းတာတော့ကထမင်းစားချိန်ကြလို့ရှိရင်အကောင်းများရွှင်လို့ပြုံးလို့ပဲစားလိုက်လို့ရှိလို့ရှိရင်အသားဟင်းမှာလူတွေကတော့မဲသားတွေပါဆိုတော့ပိုကြိုက်တယ်ကွာသိလားတခြားဟင်းတွေအဲ့လိုသီးရွက်တွေပါချက်လို့ရှိရင်တောင်းညံအောင်ဒီဟင်းကိုကြိုက်ဒီဟင်းတွေငါမကြိုက်ဘူးလားနုံမသိဘူးလားဘာညာသူအသားပဲချက်ခိုင်းတာဒါထဲမှာတော့အမဲသားဆိုပိုစားတယ်အတော်လည်းသူ့အတွက်ဆိုတီးတန့်ဆိုပြီးတော့နော်အမဲဝမ်းတွင်းသားကိုချက်ပေးတာသိချာ50သားလောက်ချက်တယ်ကုန်တာပဲဘယ်လောက်သူ့အတွက်ဆိုပြီးချက်တာကုန်စားတာဝိုက်တာနေမကူးနော်တရက်ထဲကိုအပီးဖြုတ်တာသုံးနဲ့တော့အပီးဆွဲတာကိုမှအဲ့ဒါကြည့်ပြီးအဲ့နေအော်လို့ပြီးတော့လေအဲ့ဒီဘိုင်းနောက်ကတ်လိုက်လို့ရှင်နေသူဘယ်လောက်ရေချူတာလို့အလန်းတစ်ခုခုရတယ်သူ့ရဲ့ကိုနန့်ပေါ့နော်ကိုနန့်အဲ့လိုတစ်ခုခုရကိုလည်းမတင်အောင်ညာလိုက်ချောင်းတာအညာ12နာရီကြော်ပြီးအဲ့ည1နာရီထိုးခံနေအမြဲလမ်းလျှောက်တန်ကြားရတယ်အဲ့နောက်ပြီးမိဖို့ကြောင်းလည်းမအဲ့ဒါအတန်ကြားလို့တွားချောင်းလိုက်ရင်သူ့ပဲအဲ့ရှင်တို့တစ်ချိန်တိမ်တော့အိတ်နေပြီကွာသူစားတော့ကြည့်လို့ရှင်လေအဲ့လိုဇလုံးကြီးတဲ့ထမင်းနေတဲ့ထိပ်ပကန်းနဲ့ရှိပြဟင်းနေထည့်ပြီးတော့လို့လက်ကြီးနဲ့နေပြီးတော့ထမင်းကိုတာမန်လို့စားလို့ဦးသားတို့ဒီလက်တဆုပ်စာအစုံမပဲနေတယ်အဲ့လိုလက်ဝါးအုပ်တော့အဲ့လိုထမင်းအဆုပ်လိုက်ကိုင်ပြီးအပြေးလို့ဆွဲတာအဲ့ဒါကိုတွေ့တာနောက်ကြတော့ကိုလည်းစိတ်ထဲမှာဘလို့မှမနေနိုင်တော့တာနဲ့နောက်နေ့မနေ့ကျတော့တော့ပြောလိုက်တာပေါ့နော်တော့အဲ့လိုပဲတွေ့တယ်တော့လည်းဟုတ်လားကြီးပေါ့ငါလည်းတိတ်တော့မတင်ငါဖြစ်နေရတော့နည်းနည်းတော့ကြာပြီပေါ့နော်ဆိုပြီးတော့မှအဲ့ဆိုတော့တခုတော့လုံးမဖြစ်မယ်ဆိုပြတယ်တက်တိနားလေတဲ့ဆရာတယောက်ကိုအိမ်ကိုပင့်ပြီးတော့မှအဲ့ဒီဆရာနေပြီးတော့အိမ်မှာကိုးကွယ်တဲ့အဘဘိုးမင်းကောင်ဆရာပင့်လာဘဘိုးမင်းကောင်ရောက်လာပြီးတော့ဆရာဂျာကန်ပေါ့နော်ဆရာဂျာကန်ပေါ့အဘကြွလာပြီးတော့ဘာပြောလဲဆိုတော့ရောက်တာနဲ့နော်တန်းပြီးတော့နေအိမ်မတန့်ဘူးဆိုစပြောတာအဲ့နဲ့အတော်မေးတာပေါ့နော်အဘဘယ်လိုလဲဘာညာမေးနေအဲ့တော့အခုဇလန်းဆောင်အဲ့မှာပေါ်တာဖြစ်ပုံကဘယ်လိုလဲဆိုတော့ဒီဘာကြီးကရခိုင်မှာတော့အလုပ်လုပ်နေတော့အလုပ်ကသူတို့ပေးထားတဲ့အိတ်ဆရာပေးထားတဲ့နေဆရာပေးထားတဲ့တဲရဲ့နားမှာနတ်စင်ရှိတယ်အဲ့တရက်အဘကြီးနဲ့သူ့တငယ်ချင်းနဲ့နှစ်ယောက်ကမူယူနေတာအညာပေါ့နော်ပြီးတော့အညာမိုးရတဲ့ရွာလေရတဲ့တိုက်နတ်စင်တကပွင့်လိုက်ပိတ်လိုက်တယ်ပြောင်းမြည်နေတာပေါ့နော်အဲ့လိုမြည်နေတော့ဘာကြီးကမူးနေတော့ထဆဲပြီးတော့ဘာကြီးတငယ်ချင်းကပို့ဆိုးတာမူးတာလည်းမူးနေတော့တငယ်ချင်းထသွားပြီးတော့အဲ့ဒီတကောင်စောင့်ကန်ပြီးတော့တန်နဲ့ရိုက်ပြီးပိတ်လိုက်တယ်အဲ့နတ်စင်နော်အဲ့ဒါကိုမကျေနပ်လို့သူတို့နှစ်ယောက်လုံးအသေးသက်လာတယ်ဒါပေမဲ့ဘာကြီးကကန်ကောင်းပြီးကန်မြင့်နေတော့မသေးဘူးသူ့ပေါ်တာသေသွားတယ်အဲ့တော့သေသွားတဲ့သူ့ပေါ်တာဘာကြီးနောက်ကိုကတ်လိုက်တာသူနဲ့တက်ပြီးတော့စားတောက်နေတာပေါ့နော်ဟိုငါတို့ခုလိုခေါ်မယ်ဆိုတော့ဖုတ်ဝင်တာပေါ့ဒါပေမဲ့ထူးဆန်းတာတကူကဘာလဲဆိုတော့ဖုတ်ဝင်နေဆိုတာများသောအားဖြင့်ကသေပြီးသားလူတွေမှာမှအဲ့ဖုတ်ကလာဝင်တာအခုကကြတော့ဘာလဲဆိုတော့ဘာကြီးကမသေးသေးဘူးအကောင်းကြီးကနေပြီးတော့မှသူ့တငယ်ချင်းရဲ့အဲ့ဝိညာဉ်ပေါ့နော်ဖုတ်ကသူ့ကိုယ်ရဲ့ဝင်နေတာဘာကြီးအဲ့ချိန်မှာ weak ဖြစ်နေတဲ့အချိန်ဖြစ်နေလို့ဒီမှာပေါ့ပါသေးလားအဲ့လိုနေပြီးတော့မှကတ်ပြီးစားနေရတယ်အဲ့နဲ့နောက်ဆုံးဒီအဘဘုံမင်းကောင်ကဘာကြီးကိုမင်းအရက်ဖြတ်မှာလားငါမိုက်သားပေါ့မင်းအရက်ဖြတ်မယ်ဆိုမှငါမင်းကိုကဲမယ်အေးမင်းအရက်မဖြတ်ဘူးဆိုငါမင်းကိုမကဲဘူးဆိုပြီးတော့ဘာကြီးစီကအရက်ကိုလှုပ်ခံတာအဲ့နဲ့ဘာကြီးကအရက်ကိုကျွန်တော်အရက်ဖြတ်ပါမယ်ဆိုပြီးတော့လှူလိုက်တော့မှအဲ့မှာဆရာကနေပြီးတော့အဘကြီးအတွက်ဈေးဝါပေါ့နော်ဒီဘယ်လိုခေါ်မလဲပရိတ်ရည်တို့ပါအဲ့လိုစသည်ဖြင့်ပေါ့နော်အဲ့လိုဖျားရက်တွေရတယ်ပေါ့နော်ဖျားရက်တွေရတယ်အကုန်လုပ်ပေးပြီးတော့မှပြန်သွားတာအမဘာကြီးကအဲ့မှာအဆောင်လေးဆွဲနော်ပြီးတော့အရက်ကလည်းလှူလိုက်ပြီးတော့အဲ့နောက်ပိုင်းမှာဖြည်းဖြည်းချင်းနဲ့ဘာကြီးကပြန်ပြီးထူထောင်နဲ့ပြန်ကောင်းလာတာအဲ့ဒီဇလန်လေးပေးပို့တာကြီးလေးကျေးဇူးထူးပဲတင်ပါတယ်အဲ့တော့ကဥစားအရက်တောက်တာနေတိုင်းတောက်တာ
တောက်တာမှညနေဆိုဘော်ရာကြီးစုပြီးတော့ဦးစားတို့ရက်ကွက်ထိတ်နာမှာကုံစုံဆိုင်ရှိတယ်အဲ့ဒီကုံစုံဆိုင်ရဲ့မြတ်ဆောင်တုံးနာမှာကိုရီဖတ်တာကိုရီနာမည်ပေးထားပါတော့နေရာလေးတစ်ခုရှိအဲ့နေရာအောင်၄ဘန်းပါဆိုပြီးတော့၄ဘန်းပါဆိုတာလမ်းဘေးပါပေါ့ကွာသိလား၄ဘန်းပါဆိုပြီးဦးစားတို့နာမည်ပေးထားအဲ့နေရာမှာကထိုင်စရာလှေကားတစ်တွေ၃တစ်ရှိတယ်အဲ့မှာဆိုင်ရှိတယ်အဲ့ဘာဆိုင်လဲဦးစားတို့မပြောတော့ဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီဆိုင်ကတော့ညနေ9 နာရီခွဲဆိုအဲ့ဆိုင်ကပိတ်ပြီဦးစားတို့ကြတော့နည်းနည်းလေးမှောင်လာနေအဲ့မှာစပြီးထိုင်ပြီးတော့ကြစ်ကြတာပေါ့ကွာဆိုတော့ညနေ6 နာရီခွဲလောက်ဆိုရင်တယောက်စား2ယောက်စားပေါ့နော်တကယ်ချင်းနေစားပြီးအဲ့ဒီကိုရောက်နေကြပြီပြီးရတယ်ရောက်နေတဲ့တကယ်ချင်းတွေကဖုန်းလေးဆက်ကျန်တဲ့လူတွေခေါ်အဲ့ကျန်တဲ့လူတွေလည်းရောက်ကြပြီဆိုဂီတာဒီသချင်းဆိုချင်းဆိုပြီးကိုရီးယားနည်းနည်းပါညာကောင်းလာပြီနည်းနည်းမှန်လာပြီဆိုရင်ဒီမှာယောဂထားပြီဘာလဲဆိုတော့ဒီမှာတရေရှာမယ်ဘာညာစင်ဖမ်းမယ်ကြားဖမ်းမယ်ဒီမှာရထားကန်နဲ့ဖြုတ်ခိုးမယ်ကြားမီဆွဲမယ်ပါဖြစ်ကုန်ပြီဒီကဘူရာယိုကြီးမရွှေ့မယ်ပါဖြစ်ကုန်ပြီအဲ့တော့ဦးစားတို့ထိုင်တဲ့နေရာရဲ့အနောက်ဘက်မှာကျောင်းတစ်ကျောင်းရှိတယ်အဲ့ကျောင်းထဲလည်းခိုးဝင်တရေလိုက်ရှာဗီဒီယိုတွေရိုက်ဘာမှလည်းမဖြစ်ဘူးအဲ့လိုပေါ့နော်ကမြင်းညာတာပေါ့ဒါပေမဲ့အဲ့မှာတငယ်ချင်းတယောက်ကဇလန်းဆောက်တဲ့အဲ့တငယ်ချင်းအမေပေါ့နော်အဲ့တငယ်ချင်းအမေရဲ့ရုံးမှာပေါ့နော်ကောင်မလေးတယောက်ကဆုံးသွားတာ2 ရက်လောက်ပဲရှိသေးတယ်သွားမလားဆိုပြီးတော့ဦးစားတို့မေးတော့ကိုရီးယားနဲ့သိရမလားခုနပြောလို့ဆက်ဖမ်းမယ်ကြားဖမ်းမယ်ဖြစ်နေတဲ့အချိန်ဆိုတော့သွားမယ်ဆိုပြီးတော့သွားကြတာဦးစားတို့က9 ယောက်အလုံးပေါင်းအဲ့တော့ငါတို့3 ယောက်တစ်ဖွဲ့ခွဲသွားမယ်ပေါ့နော်3 ယောက်3ဖွဲ့ခွဲသွားမယ်မင်းတို့လိုက်ရဲလားတွားရဲလားဘာညာနဲ့ဗီဒီယိုလည်းရိုက်မယ်ဘာညာဆိုတော့ကဲတွားကြမယ်ဆိုပြီးတော့တွားကြတာအဲ့ဒါနဲ့အဲ့တကယ်ချင်းအမေရှုံးရှော့ပတ်ဖုန်းနဲ့ flashlight ဖွင့်နော်တယောက်က2 ယောက်ကဖွင့်တယောက်ကဗီဒီယိုရိုက်ပေါ့နော်3 ယောက်ဆို2 ယောက်ကဖုန်း flashlight ရေးဖွင့်ပြီးတွားတယောက်ကဗီဒီယိုရိုက်ပေါ့နော်အဲ့လို3 ယောက်စီတစ်ဖွဲ့တွားကြဦးသားတို့3 ယောက်ကထိတ်ဆုံးသွားတာဒါမဲ့စပြီးတော့အဲ့ဒီယုံကြီးပေါ်တီကိုတဲ့ပေါ့နော်ယုံဝင်းတဲ့ကိုဝင်ပြီးတော့ယုံဆိုတော့ရှေ့မှာပေါ်တီကိုကြီးရှိရလေအစိုးရယုံအဲ့ဒီယုံအောက်ကတကပောက်ဝါကိုရောက်တာနဲ့စက်သိန်းနေစားထားတာအဲ့ယုံရတယ်ညဘက်ဆိုတော့မှောင်မဲဘယ်သူမှလည်းမရှိအဲ့ကိုလည်းလို့ဖုန်းမီလေးနဲ့ flashlight လေးနဲ့ဗီဒီယိုလေးရိုက်ပြီးတခန်းဝင်ရှောက်သွားကြပါတချို့ခန်းတွေကတော့ခတ်တာဝင်လို့မရဘူးတချို့ခန်းတွေကတော့တော့ဖွင့်တာရှောက်ဝင်ကြည့်ပေါ့နော်အဲ့အကုန်ပတ်သွားပြီးတဲ့အချိန်ကြီးဘာမှမဖြစ်သေးအဲ့နောက်ဆုံးငါတို့အိမ်နာရောက်သွားမှာဇလန်းစားအဲ့အိမ်နာဘေးမှာစတိုကန်ရှိတယ်ကွာအဲ့စတိုကန်တခါကလည်းပွင့်နေတော့အထက်ကိုကြည့်လိုက်တာပေါ့နော်တခါကနေအထက်ကိုဖန်ရှိုးလိုက်တော့အဲ့ဒီမှာစာအုပ်တွေတို့ဂျက်ဖာကြီးတွေတို့သိလားအဲ့လိုမျိုးဖုန်းနေနဲ့စတိုကန်ဆိုတော့သိရတယ်ဒါပေမဲ့အဲ့ဒီအခန်းပေါက်ဝါမှာဖြာလေးတစ်ချက်ကကြာမူကလည်းမူးနေတဲ့အချိန်ဆိုဖင်ရပြီးတော့အဲ့ဖြာကိုကောက်လိုက်ကောယူလိုက်ကောပြီးလဲပြီးတော့ဖြာကိုကင်လာပြီးတော့အဲ့ဖြာနဲ့အဲ့ဒီအခန်းထဲကိုလေမင်းတို့တရေတွေဖုန်ရှူလိုက်အဲ့ဖြာကြီးပြစ်ထည့်လိုက်မူကလည်းမူးတော့ဖင်ရတော့ဖြာကြီးဖုံးအထက်ကိုကြာလမ်းဘာမှမဖြစ်ကိုလည်းခဏတော့စောင့်ကြည့်နေတာဘာဖြစ်မလဲဆိုပြီးခဏစောင့်ကြည့်ဘာမှမဖြစ်အဲ့ဒါ AC ပဲဆိုပြီးလက်ကားဟောတရေရှိရလဲမဟုတ်ဘာညာကော့ပတ်နဲ့ပြန်ထွက်လာတခြားတငယ်ချင်းတွေကလည်းအဲ့ဒီခန်းထဲကိုဝင်ကြည့်ပေါ့နော်ဖုန်းနဲ့ဗီဒီယိုတွေပါရိုက်ပေါ့ဘာမှဖြူပြန်ထွက်လာကြပြန်ပြီးတော့လူစုံတဲ့ချိန်ကျမှပုံကိုဖွင့်ပြီးတော့ပြန်ကြည့်တော့မှအဲ့ဒီဦးစားကလေဒီမှာရှိတဲ့တရေဖုန်ရှူလိုက်ဆိုအော်ပြီးတော့အဲ့ဖြောက်အခန်းထဲထည့်လိုက်တဲ့အချိန်မှာအခန်းထဲနေပြန်ဆဲတာဗျအဲ့ဆဲတဲ့အတန်ဦးစားတို့အပြင်မှာတော့မကြားဘူးဗီဒီယိုထဲမှာအဲ့ဆဲတဲ့အတန်ကြားအဲ့တငယ်ချင်းတစ်ဖွဲ့ဦးစားတို့ရှေ့ဆုံးအဖွဲရိုက်ထားတဲ့ဗီဒီယိုထဲမှာပေါ့နော်ပြီးတော့နောက်တစ်ဖွဲ့ရိုက်ထားတဲ့ဗီဒီယိုထဲမှာကျတော့အရေးလိုဖြူဖြူကြီးတွေ့တယ်ပြီးတော့နောက်တစ်ဖွဲ့ရိုက်ထားတဲ့ဗီဒီယိုထဲမှာကျတော့အဲ့ဦးစားဖြာပစ်လိုက်တဲ့အဲ့စတိုကန်ရဲ့ဘေးကအခန်းမှာအဲ့ဒီအခန်းအဲကန်လိုပါလို့ပေါ့နော်အဲကန်လိုပါလို့အခန်းစပွဲတွေနဲ့ထိုင်ကုန်နေနဲ့ဆိုတော့အဲ့ထဲကစပွဲကုန်မှာဖြူရောင်ဝတ်ထားတဲ့ကောင်မလေးလိုပုံစံမျိုးမိမအမျိုးသမီးပုံစံမျိုးထိုင်နေတာအဲ့တော့မှကိုကြီးလဲအဲ့ဒါကိုကြည့်ပြီးတော့မှကြောက်တောင်နဲ့ဦးစားတတိအတိစိတ်လွတ်သွားတယ်လို့ပုံစံမျိုးဖြစ်သွားပါပေါ့နော်အတိစိတ်လွတ်သွားတယ်ပုံစံမျိုးဖြစ်သွားအဲ့ဗီဒီယိုကြည့်နေတယ်တငယ်ချင်းတွေကအမှုစားတော့ပြေသွားကြပြီပေါ့နော်မှုပြေသွားကြတော့ဦးစားအကုန်လုံးအိမ်ပြန်ကြမယ်ဆိုလို့တဲ့အချိန်မှာကိုကဘာဖြစ်နေလဲဆိုတော့ကိုကကြောင်စီစီဖြစ်နေတာမေးမရပြုတ်မရနဲ့စကားမေးမရပြုတ်မရနဲ့ကြောင်စီစီဖြစ်နေတငယ်ချင်းတွေကလည်းစိုးရိမ်ပြီးတော့ဘာဖြစ်မှမသိဘူးပေါ့နော်ကိုတွဲခေါ်လာပေါ့နော်ဘေးကနေပြီးတော့တွဲခေါ်လာပြီးတော့ဦးစားတို့စော့နေကြဂိမ်းဆိုင်တွေရှိတယ်အဲ့ဒီဂိမ်းဆိုင်တွေကိုခေါ်လာပြီးတော့မှဂိမ်းဆိုင်ပိုင်ရှင်ပေါ့နော်အဲ့ဂိမ်းဆိုင်ပိုင်ရှင်ကိုအကျိုးကြောင့်ပြောပြပြီးအဲ့ဂိမ်းဆိုင်ဖျားစင်ကဒီပေးရီဖျားတောက်တော်ကြီးပါယူပြီးတော့မှကိုလေးကိုဖျားတောက်တော်ကြီးနဲ့ဘယ်လိုခေါ်မလဲတောက်နော်တောက်ဖျားတောက်တော်ကြီးပဲပါစက်လေးထည့်ပြီးတော့မှပြီးတော့မှဦးစားတငယ်ချင်းနဲ့ဦးစားကိုပြန်ပြောပြပါလဲဆိုတော့ဦးစားကိုဂိမ်းဆိုင်တွေကိုခေါ်လာတော့ဟာတဲ့အဲ့ဂိမ်းဆိုင်တွေကိုဦးစားမဝင်ဘူးတဲ့
မင်းအဲ့လိုတောင့်ခံရပါတော့ဂိမ်းဆိုင်ရှိမှာအဲ့လိုအတင်းအဲ့ကြောင့်ဟိုမျက်လုံးကလည်းနေရပြီးမျက်ရည်ကလည်းကျနေတယ်ဦးစားလူကျနေပြီးတော့လမ်းမဘက်ကိုကြည့်ပြီးတော့ဟိုမှာလာနေပြီးတခေါက်အဲ့လိုကြီးပြောတာတယ်တကယ်ကြီးနဲ့လည်းကြောက်တာပေါ့နော်အဲ့ပြီးတော့ဦးစားအုံမှန်ပြန်ဖြစ်သွားပြေးရီပိုင်းတိုက်ပြေးရီပိုင်းနဲ့အပေါ်ခေါင်းပေါ်ရီပိုင်းလောင်းချတော့ပြန်ကောင်းသွားပါပေါ့နော်ပြန်ကောင်းပြီးတော့မှဦးစားကိုအိမ်ပြန်လိုက်ပို့ဦးစားတကယ်ကြီးနဲ့တချို့ဆိုလို့ရှိရင်သူကပြန်ရတာနည်းနည်းဝေးတယ်ပုံမှန်ဆိုလို့ရှိရင်သူကကိုယ့်အကိုပြန်နေကြပါတော့အဲ့နေကြတော့သူတို့လည်းမပြန်ရဲတော့ကြောက်ပြီးတော့နီးစက်ရလူတွေအိမ်မှာစုအိတ်ကြတကယ်ချင်းကြောက်အိမ်မှာစုအိတ်ကြပါတော့အဲ့ဒါတော့ဘဝမှာအမှတ်တရပဲအောင်အဲ့နောက်ပိုင်းအခုဒီပဲဦးစားလုံးဝအယမ်းတော့တော့တခါနေတကယ်ချင်းနေစုံမှနည်းနည်းပါဘီယာလေးတစ်ခွက်နှစ်ခွက်သုံးခွက်လောက်အဲ့လိုတောက်တာဒါတော့မှတကယ်ချင်းနေနေ့တိုင်းလည်းမစုံတော့ပြီးတော့အဲ့ဆွမ်းလာရုံးဆိုလို့ရှိရင်လုံးဝမသွားတော့လှည့်လည်းမကြည့်တော့အဲ့တော့ပြောချင်တာဦးစားခုနပြောသလိုပဲပေါ့နော်မယုံရင်နေမစော်ကားနဲ့ရှိတယ်သူတို့ကကိုဟာကိုအကြောင်းကံမြင့်လို့ပဲခေါ်ဟိုမတွေးထိုက်မမြင်ထိုက်လို့ပဲခေါ်မမြင်ရတာပဲရှိတယ်သူတို့တကယ်ရှိတယ်အဲ့ဒါလေးပဲမှားခြင်းတယ်နော်အဲ့တော့ဒီဇာတ်လမ်းလေးကိုပေးပို့ထားတဲ့ညီလေးကျေးဇူးတူပဲတင်ပါတယ်ဒီဖြစ်ပျက်လေးဖြစ်တာတိတ်မကြသေးဘူး9လ8လလောက်ပဲရှိအောင်မယ်အဲ့တော့ငါဦးစားတို့ကတာမွေမြစ်တာညွန့်မှာနေတယ်တာမွေမြစ်တာညွန့်သိရနော်မြစ်တာညွန့်မှာနေတယ်မြစ်တာညွန့်လာမှာမြစ်တာညွန့်ပူတာဆိုတာရှိတယ်အဲ့မြစ်တာညွန့်ပူတာမှာအဲ့တော့ကသူရထားလမ်း platform တွေကပြန်ပြင်ထားတာမပြီးသေးဘူးမပြီးသေးတော့ကိုရီတငယ်ချင်းတွေတစ်ဖွဲ့ကညာတိုင်းဦးစားတို့အဲ့ပြင်လက် sub platform မှာထိုင်ပြီးတော့ဦးစားတို့အဲ့တော့ mobile legend ဆော့ကြတယ်အဲ့ဒါပုံမှန်လုပ်နေကြပါတော့အဲ့ဒါတညကြတော့ဦးစားတို့ကပြင်းနေငါတို့ရထားလျှောက်စီးကြအောင်ဆိုပြီးတော့တိုင်ပင်ပြီးတော့ဦးစားတို့နောက်ဆုံးရထားပေါ့နော်၄ပြည့်နောက်ဆုံးရထားမဟုတ်ဘူးနော်နောက်ဆုံးရထားလာတဲ့အချိန်ဦးစားတို့နောက်ထပ်ရှေ့ပူတာပေါ့နော်မလွာကုန်းပူတာဦးစားတို့ရထားစီပြီးလိုက်သွားကြအောင်လိုက်သွားပြီးတော့အဲ့မလွာကုန်းပူတာမှာဆင်းပြီးတော့မှအဲ့ဒီရထားလမ်းတိုင်းပဲဦးစားတို့ဒီအဖွဲလိုက်ကြီးမြစ်တာညွန့်မှာပြန်ပြီးတော့လမ်းလျှောက်ပြီးပြန်လာကြတာဆိုတော့အဲ့မြစ်တာညွန့်ပူတာကိုမရောက်ခင်မှာရထားလမ်းကဒီလိုနှစ်လမ်းခွဲထားတယ်တလမ်းကနင်းစီကုန်းပူတာဘက်ကိုသွားရလမ်းတလမ်းကဦးစားတို့နေမြစ်တာညွန့်ပြန်နေတယ်ကိုရီးယားလက်ရနဲ့ပြင်းနေကြတော့ဦးစားတို့ဒီမြစ်တာညွန့်ပူတာဘက်ကိုတန်းမပြန်ကျင်တော့နင်းစီကုန်းဘက်ကိုသွားရလမ်းကိုရွှေ့ပြီးတော့လမ်းလျှောက်လာဖြစ်ချင်တော့အဲ့နင်းစီကုန်းပူတာနဲ့မြစ်တာညွန့်ပူတာကိုသွားတဲ့လမ်းမှာလွန်ခဲ့တဲ့6နှစ်လောက်ကလူတယောက်ရထားကြိတ်ပြီးတော့ဆုံးသွားဘူးလေအဲ့နေရာကိုရောက်တော့ကိုယ်တည်းသတိထားမိရပေါ့နော်ဒါပေမဲ့မသိသလိုပဲကိုယ်တည်းစကားပြောနဲ့လမ်းလျှောက်လာကြအောင်လမ်းလျှောက်လာနဲ့ဦးစားတို့အဖွဲ့တွေကတယောက်ကနောက်ချင်တော့အဲ့ရထားလမ်းဘေးမှာတွေ့တဲ့ပလင်းတစ်လုံးကောက်ပြီးတော့ဒီလိုလမ်းရထားတန်လမ်းကိုပြစ်ခွဲလိုက်တာပေါ့နော်အဲ့ဒီအချိန်ဦးစားရဲ့နောက်တစ်ယောက်ရဲ့အဲ့ပလင်းကွဲလိုက်တဲ့တန်ခွန်းဆိုတဲ့အတန်ရဲ့အဆက်ဇက်တိုက်ပဲနောက်မှာဟဲ့ဆိုတဲ့အတန်လေးကြားလိုက်ပလင်းကွဲချင်းမှာကြားရနော်ဒါပေမဲ့လာတာ9ယောက်အဲ့ဒီ9ယောက်မှာကိုရဲ့ဦးစားတငယ်ရဲ့2ယောက်ပဲကြားတာအဲ့ဟဲ့ဆိုတဲ့အတန်လေးသူလည်းကြောက်သွားတယ်ပြောပလင်းကြီးခွန်းဆိုရိုက်ခွဲလိုက်တော့အဲ့နဲ့ကိုရင်2ယောက်လည်းမသိချောင်ဆောင်ပြီးတော့ဆက်လျှောက်လာပါတော့အဲ့သိမကြောက်ဟဲ့ဆိုတဲ့အတန်ထပ်ထွက်လာပြန်အဲ့ချိန်မှာကိုလည်းနည်းကြောချမ်းသွားတယ်အဲ့တော့တော်ရှောက်လိုက်မောလို့ဆိုပြီးတော့တခါတငယ်ချင်းတွေရထားတန်လမ်းပေါ်ထိုင်ပြီးတော့ခဏနားနေကြပါတော့သိချင်မလားဦးစားအပေါ်သွားခြင်းလို့ရှူပေါက်ခြင်းလို့ဆိုပြီးတော့ခဏခြုံနေသွားပြီးတော့ねဆွဲလိုက်တယ်ဆွဲပြီးတော့ပြန်လာတာပေါ့နော်ပြန်လာတော့တငယ်ချင်းတွေအဲ့မှာထိုင်နေတုန်းဆိုတော့ဦးစားလည်းဝင်ထိုင်ပြီးတော့တငယ်ချင်းတွေစကားပြောနေအောင်စကားပြောနေတဲ့အချိန်မှာဦးစားတို့ရဲ့အရှိတဲ့ထဲမှာတက်တိုင်ရှိတယ်အဲ့တက်တိုင်မှာတို့အုပ်ဆောင်တဲ့မီးလုံးရှိအောင်အဲ့မီးလုံးကလဲနေတာအဲ့နဲ့ဦးစားတငယ်ချင်းတွေကိုပြောတာပေါ့နော်ဟဲ့အောင်လို့ဟိုမှာတက်တိုင်ကမီးလုံးရလေမတိုက်ပဲနဲ့လဲနေလို့ပြောဒီကောင်လေးကမယုံအမင်းကရှောက်ဖောနေရပါအဲ့မင်းမယုံနေကွာဦးစားထားပြီးပြေးလာတော့မှအဲ့ကောင်လေးလှမ်းကြည့်လိုက်တော့အဲ့မီးလုံးနဲ့လဲနေတာတွေ့မီးလုံးကလေတိုက်တယ်ဆိုလို့ရှိရင်တော့မီးလုံးကဒီလိုအရှိနောက်ပဲဒီလိုလှုပ်တာလေနော်အဲ့တော့အခုကဒီလိုလဲနေအဲ့ကိုပြန်လာကြပါတော့အဲ့ပထမရက်နောက်နေ့လဲမယုံလို့ဆိုပြီးတော့ထပ်သွားဖို့ဆိုတကယ်ကြီးလို့စုပြီးတိုင်ပင်ပြီးတော့အေးဒိုးကြမယ်ဟေးဆိုဒိုးကြပြီးတော့ရထားပေါ်တက်တာပေါ့နော်ရထားပေါ်တက်ရထားထွက်ကန်နေကြတော့စောက်ခွက်တွေပြောင်းပြီးတော့အကုန်လုံးခုံဆင်းကြတော့ဦးစားလိုက်ပြီးခုံဆင်းတာပေါ့နော်အဲ့ထဲမှာဦးစားတို့ဖွဲ့ထဲမှာတကယ်ချင်းတယောက်ကသူနည်းနည်းမျက်စိမှုန်တယ်ပြင်သူနည်းနည်းဝါတော့ခုံမဆင်းရတော့သူတိုင်ပတ်ပြီးတော့ပါဝါရထားကြီးပေါ်မှာပါဝါတော့ဦးစားတကယ်ချင်းနောက်တယောက်ရဲ့ကသူကြောက်တဲ့ပါဝါတော့စိတ်မချတော့သူပါဝါရထားရဲ့နောက်ပြေးလိုက်ပြီးတော့အဲ့သူပါဝါရထားရဲ့နောက်တွဲတက်ခဲ့ကြတာပေါ့နော်တွဲတက်ယူတာတော့သူနဲ့အဖော်လိုက်ဝါပေးပြီးတော့ပူရရတော့ဆင်းမလွားကုန်ရတော့ဆင်းပြီးတော့မြေတာညုံပြန်လာကြတာပေါ့နော်ကျန်တဲ့တငယ်ချင်းတွေလည်းပူရမှာပဲရှိမှာပဲသို့မဟုတ်လည်းငါတို့လမ်းလျှောက်ပြီးလာကြုံမယ်ပေါ့နော်ဆိုပြီးပြန်လာကြတော့တငယ်ချင်းတွေကလည်းအဲ့လိုပဲလာကြိုတယ်ဦးစားတို့ရထားလမ်းလိုက်သူတို့လည်းလမ်းလျှောက်လာကြလာကြိုသူကဖုန်းဆက်တာပေါ့နော်ဟဲ့အောင်နေဘယ်နာရောက်နေပြီလဲဆိုပြီးဖုန်းဆက်တာအဲ့အချိန်မှာဦးစားနဲ့သူတို့လည်းနည်းနည်းမလှမ်းမကန့်နေတာတော့ဖြစ်လာပြီညီးလာပြီဒါပေမဲ့မမြင်ရသေးဘူးအဲ့ဒါဘယ်နာမှလည်းပါညာနဲ့မေးပြီးလမ်းလျှောက်လာတယ်ကိုရင်းနဲ့စုံညအောင်
ဆုံးတဲ့အချိန်မှာအဲ့ဒီကောင်တွေကဦးစားတို့3ယောက်ကိုဗာမေးလဲဆိုတော့ဟဲ့အောင်လေမင်းတို့3ယောက်ထဲကငါတို့ဆဲပြီးတော့ဘယ်သူကငါတို့ဆဲပြေးသွားလဲပေါ့ငါတို့မဆဲပါဘူးဘာဖြစ်လို့လဲဆိုတော့ကိုရီဖွဲ့နဲ့သူတို့ဖွဲ့နဲ့မစုံခင်သူတို့ဖုန်းဆက်တဲ့ချိန်ကိုရီနဲ့ဖွဲ့နဲ့သူတို့ဒီမစုံခင်ပေါ့နော်တရားတစ်ဖွဲ့နဲ့ဖွဲ့တော့နည်းနည်းဟိုးဝေးမှနည်းနည်းမြင်နေရအချိန်ပေါ့နော်ငါတို့ဆဲပြီးတော့ခြုံနဲ့ဝင်ပြေးသွားအဲ့မင်းတို့မလာတယ်ဆိုဝေးလားမဟုတ်ပါဘူးပေါ့မင်းတို့ကဝေးလေလို့မင်းတို့ဖုန်းဆက်တော့မှငါတို့ဟိုးရှိမှတပြားလောက်ပြလောက်ရှိသေးတာဆိုတော့အမှသူတို့ဖြစ်ကုန်ကြပါတော့ကြောက်လိုက်ပြီးတော့ကိုရီလည်းပြန်လာကြအောင်ပြန်လာကြအောင်ဒါပေမဲ့အဲ့နောက်ပိုင်းကစပြီးတော့လမ်းမလျှောက်ရတော့အဲ့ရထားလမ်းပေါ့တော့ဒီဖြစ်ပျက်လေးပေးပို့ထားညီလေးတော်စင်အောင်လည်းကျေးဇူးထူးပဲတင်ပါတယ်ခုနေရဲ့အိမ်ရဲ့ခေါင်းရင်းအိမ်ကတစ်သားအိမ်ပေါ့နော်အခုတော့တိုက်ပူလေးပေါ့နော်ပြီးသွားပြီဆိုတော့အဲ့တိုက်လေးမပြီးခင်တော့သူတို့အိမ်ကအိမ်ရှိမှာဆေးဆိုင်လေးရှိတယ်ပြီးတော့အဲ့အိမ်မှာတားမီးညောင်နေနေတာဆိုတော့အမေရဲ့သမီးရဲ့ပေါ့နှစ်ယောက်နော်အဲ့အမရဲ့အခန်းမှာပတင်းပေါက်ရှိရကွာပတင်းပေါက်ရှိတယ်အဲ့ဒီပတင်းပေါက်ကဦးစားအိမ်ရဲ့ပတင်းပေါက်နဲ့မင်းနဲ့ချင်းဆိုင်ပဲအဲ့လိုဦးစားအခန်းကကျင်းတော့ဦးစားပတင်းပေါက်ကိုခေါင်းပေးပြီးအိပ်ရတာပေါ့နော်အိပ်ရတော့ဦးစားကဟိုဘက်အိမ်ကအဲ့အမရဲ့အခန်းကိုမြင်နေရတာပေါ့ကွာပြောမယ်ဆိုလို့ရှိရင်ကွာလေအဲ့မောင်နေနဲ့စိတ်ဝင်စားတာပေါ့ကွာအမေယူသတာပါရှာပါမှမကောင်းတဲ့ချက်စီမရှိပါဘူးအဲ့လိုသူတို့အိမ်ကိုတိုက်ပူလေးမဆောက်ခင်မှာသူတို့ကတခြားသူတို့ရဲ့အမျိုးတွေရှိနေမှာတွားနေကြတာပေါ့နော်ဆိုတော့အဲ့အိမ်ကိုတော့သူသားတွေပါစပြီးခွာနေပြီအိမ်စဖြိုးနေပြီပေါ့အဲ့မှာသူတို့အဲ့အိမ်မပြောင်းခင်တုန်းကအဲ့ဒီအမကြီးကဒါဆေးရုံတင်ရတယ်လို့ကြားတယ်အဲ့မပုံစံအဲ့လိုယောဂတဲ့လိုပုံစံမျိုးပေါ့နော်ယောဂသူအဲ့လိုနာတာရှိယောဂတစ်ခုကိုခံစားနေရပုံမျိုးပေါ့နော်ဒါပေမဲ့အကောင်းကြီးပါဟိုလိုမျိုးစူးစူးဝါးကြီးဖြစ်နေပုံစံမျိုးမဟုတ်အဲ့တော့သူဆေးရုံတင်ရတော့လေကိုရီးယားတာမန်ဖျားနာလို့ပဲထင်တာပေါ့နော်ဒါပေမဲ့အဲ့ဒီမှာသူ့အိမ်လေးသူတအားချစ်တာသူ့အိမ်မှာသူ့တပြည့်သူ့အခန်းကိုတအားကြိုက်တာသူ့ခန်းထဲမှာသူနေရတာသူအရန်ကြိုက်တာပေါ့နော်သူ့ခန်းကိုဆွဲလန်းတယ်လို့ပဲဆိုကြပါစို့ဆိုတော့အိမ်တော်ပြင်ဆောက်လို့မပေးသေးဘူးဒီသူ့ခန်းမှာသူနေချင်တယ်ဆိုသူ့မိပဲတစ်ခွားမှပြောတာတဲ့ဒီအိမ်ကိုစပြီးတော့ဖြိုတဲ့အချိန်ပေါ့နော်တသားတွေစခွာတဲ့အချိန်မှာသူကစေုံတင်ရတာညဘက်ကျတော့သူ့မြန်ပြန်ရောက်လာပြီးတော့လိုပဲပစ္စည်းယူပြီးခဏလေးပြန်ထွက်သွားတော့တွေ့လိုက်တယ်ဒါဗရင်ဘောက်ကနေကြည့်လိုက်မိတာပေါ့နော်ကြည့်လိုက်မိတဲ့အချိန်မှာကျတော့ဘာတွေ့လဲဆိုတော့အဲ့ဒီမှာသူအခန်းထဲမှာငုတ်တို့တွေထိုင်ဖုန်းသုံးနေတာအဲ့ဒါမျက်စိနဲ့မြင်တာနော်စိတ်ထဲမှာထင်လိုက်တာပေါ့နော်အော်လို့သူ့မိကဆေးရုံမှာပစ္စည်းကြံခဲ့လို့အဲ့မှာယူဒီမှာပဲခဏထားပြီးတော့ဟိုမှာပစ္စည်းအရင်သွားပို့ပြင်ဆင်ပြီးမှဒီမကိုလည်းဆေးရုံမှာပဲထားရမယ်နဲ့တူတယ်ပေါ့နော်အဲ့လိုပဲတွေးမိတာအဲ့ဒီမှာသူကညဘက်တွေဆိုလို့ရှိရင်သူကအရင်တော့ဆိုသူနေကောင်းတဲ့ချိန်ဆိုလို့ရှိရင်သူကအဲ့ပတင်းပေါက်ပါရက်ရပြီးတော့သူကလို့ကောင်းကင်သူအမြင်နဲ့လို့ကြည်နေတယ်တခါလေကိုလည်းမအိတ်သေးဘူးဆိုလို့ရှိရင်သူနဲ့ကိုနဲ့လို့စကားအလာပါတားလာပါစကားလှမ်းပြောတာပြီးတော့ရှိတာပေါ့နော်မာယာသူကဖက်စီယာဥစားဆိုင်ရန်တက်မှာအိမ်ကလည်းဘယ်လိုခေါ်မလဲသူ့ခန်းရဲ့ဒီပတင်းပေါက်ရဲ့ဥစားရဲ့ပတင်းပေါက်ရဲ့ပြောမယ်ဆိုတလန်လောက်ပဲကွာခွာဝေးကခုနပြောဖို့မေ့ပါတလန်လောက်ပဲကွာအဲ့ညပေါ့နော်ခုနပြောတဲ့စကားကိုပြန်ဆက်မယ်ဆိုအဲ့ညပေါ့သူ့မိကဆေးရုံပြန်သွားပြီသူကအခန်းထဲမှာဖုန်းသုံးနေတာဥစားတွေ့တော့အဲ့ချိန်ကဘယ်ချိန်လောက်ဖြစ်မလဲဆိုတော့ကိုရီည9နာရီလောက်ဖြစ်မယ်ည9နာရီလောက်အရင်မမှောင်သေးဘူးကိုကသူ့တွေ့တော့လှမ်းမိလိုက်တာအမတို့နေကောင်းသွားပြီလားဆိုမိလိုက်တော့သူဘာပြန်ပြူအဲ့ဒီမတိုင်အရင်ရက်တွေကအရင်တစ်ရက်ကကိုကသူ့စလိုက်တာနည်းနည်းလွန်သွားတဲ့ဟာမျိုးကိစ္စလေးဖြစ်ထားဘူးလေဆိုတော့ဟောလို့သူငါ့ကိုလို့စိတ်ဆိုးနေရမို့လို့စကားပြန်မပြောတာနေမှာပေါ့လေဆိုပြီးတော့အဲ့လိုထင်တာပေါ့နော်ထားလိုက်ရောအဲ့ညဘက်အိတ်ချိန်နဲ့ရောက်ရောငါလည်းသူများရှိမလားဆိုပြီးတော့လမ်းကြည့်လိုက်သေးတယ်ဆိုတော့အခန်းမှာဘယ်သူမှမရှိဘူးမတွေ့ဘူးအဲ့နဲ့ကိုကအိတ်မယ်တဲ့ကြံအောင်သူကဟဲ့ကောင်းလေးဆိုပြီးတော့လေတန်းလေးနဲ့လမ်းခေါ်တာအဲ့လိုခေါ်တော့ကိုကလည်းထားကြည့်လိုက်တာပေါ့နော်ထားကြည့်လိုက်တော့သူကအဲ့ပရင်းမပေါင်းလေးပေါ်မှာထိုင်းနေတာအဲ့မှာအဲ့နဲ့ငါလည်းအမမအိတ်သေးဘူးလားဆိုပြီးမေးလိုက်အဲ့တော့လည်းအမအိတ်ညာလေးဆိုပြီးပြန်ပြေးတယ်ဗျာကြောင်ကပေါ့နော်ဘာနာပေါ့ပရင်းပေါက်ပေါင်းပြောမှာငုတ်တုတ်ကြီးထိုင်းနေပြီအမအိတ်နေရနေထားလိုက်ပါတော့ဆိုပြီးတော့သူနဲ့တူတယ်လို့ပဲသူလည်းအဲ့လိုကောင်းကင်ရုံမောကြီးတော့ကိုလည်းကောင်းကင်ရုံမောကြီးနေတာပေါ့ပြီးကိုလည်းစိတ်မှာရှောက်တွေးတောင်းတွေးလိုက်မြောက်တွေးလိုက်တွေးနေခဏကြာသွားတတိယယူသူ့ကြည့်လိုက်တော့သူပရင်းပေါက်ပိတ်လိုက်အဲ့နဲ့ကိုလည်းသူအိပ်ပြီးထင်တယ်ဆိုပြီးဥစားလည်းအိတ်လိုက်တာပေါ့နော်အဲ့နောက်တစ်နေ့မနဲ့လည်းရောက်သူ့အမေကငိုပြီးတော့ပြန်ရောက်လာရှာကြီးတင်ငိုပြီးတော့ပြန်ရောက်လာတော့ဥစားအမေကလည်းတွားပြီးဆက်ဆူတာပေါ့နော်တွားမိမယ်ဘာဖြစ်လာလဲမသိဘူးဆိုပြီးတော့တွားမိမလို့ဆိုပြီးတွားတော့ဥစားလည်းလိုက်သွားအဲ့နဲ့ဟိုဘက်အိမ်ရောက်တော့အမေကမေးတော့အဲ့ဒီအန်တီကဘာပြောလဲဆိုတော့သူ့သမီးကတဲ့မနေ့က6နိုင်လောက်ကဆုံးသွားတာတဲ့အိမ်ပြန်ပြီးတော့ပတ်စံလာပြီလားပေါ့နော်စေးုံစေးတွေပါရှင်းဖို့ပေါ့နော်အဲ့ဒါလည်းကြားလိုက်ကြဥစားအရန်ကိုအားတင်ပြီးတော့ကြောင်သွားပြီလေအဲ့သူတို့ဧကန်းထဲမှာရှိဘေးမှာရှိထိုင်ကုန်ပေါ်တော့မှလို့ငုတ်တုတ်ကြီးဖြစ်ရှစ်ကိုဆက်တယ်မဖြစ်နိုင်ဘူးလေ
မင်းရတယ်ကိုလည်းသူလည်းစကားတွေပြောနေတာဟိုဘက်ဒီဘက်ကိုအဲ့ဒါကိုလည်းကြောက်လန့်ပြီးတော့အမေပြန်အောင်ဆိုပြီးမင်းတို့စားနဲ့ပြန်လာကြပြီးတော့ကိုလည်းကိုခန်းနဲ့ဝင်လာပြီးတော့သူ့ခန်းနဲ့လှမ်းကြည့်လိုက်တယ်အခန်းကဘူးမှမရှိနေလက်သမားတွေရတယ်အဲ့ချိန်မှာအလုံးမလို့တော့ခဏနားတာပေါ့နော်သူ့မိပြန်ရောက်လာဆိုအိမ်မှာလည်းဒီလိုဖြစ်တယ်ဆိုလက်သမားတွေခဏနားတာအချိန်အဲ့ဒီဦးစားကြည့်နေတဲ့အဲ့အမရဲ့အခန်းပတင်းပေါက်တစ်ခါကြီးပတင်းပေါက်တကားဘုံဆိုပိတ်တော့ဦးစားကြောက်အိမ်ရှိကိုပြေးပြီးအမိနာမှာပဲတတ်ထိုင်တယ်ညလေးရောက်ကြောက်လိုက်တာတယောက်တည်းအေးရတာဆိုတော့ဦးစားလည်းပတင်းပေါက်တော့ပိတ်တာပေါ့နော်ဒါပေမဲ့ကြောက်စိတ်ကအဲ့ချိန်မှာညဘက်အိတ်ခန်းဒီမှာဘာဖြစ်လာလဲဆိုတော့နှာခေါင်းထဲမှာအဲ့လိုညင်းတူအနိုင်ရဘာနိုင်မှာညင်းတူပုတ်အဲ့လိုနိုင်ရစိတ်ထဲမှာအဲ့လိုထင်လိုက်တယ်တွားပြီးငါ့တော့တခုတော့ပြပြီစိတ်ထဲကြောက်နေအဲ့အသားလေးဆောင်းလေးခေါင်းပြီးချုံပြီးတော့နေနေတဲ့အချိန်မှာမင်းညလို့ပဲအဲ့လိုအတန်လေးလေးတန်လေးနဲ့ဟဲ့ကောင်းလေလာခေါ်လန့်သွားမှာကျွန်တော်ဘာမှမပြောမဖြေလို့တော်ပြီတိသွားပြီလေတော်ပြီမဖြေတော့ဘူးဆိုမပြောနင်းကြာတော့နှာခေါင်းထဲမှာနိုင်ရပြန်ရလာပြီးတော့မှဦးသားရဲ့အခန်းပတင်းပေါက်ကိုလေတောက်ဆိုပြီးနှစ်ချက်ခောက်အဲ့လိုလည်းနှစ်ချက်ခောက်ပြီးတော့အဲ့လိုရင်ကောင်းလေးကလာအတိုင်နဲ့အတိုင်ကဘလို့ကြီးမှမသိဘူးအတန်နဲ့ကြီးပေါ့အဲ့လိုအတိုင်နဲ့မင်းဘာလို့မနဲ့ကငါဝယ်လဲညောင်ချောင်းကြည့်ရတယ်အဲ့လိုပြောတာဟာလန့်သွားပါကိုလေ what the fuck ဦးသားမနဲ့ကကြည့်တော့ဘယ်သူမှမရှိဘူးလေအဲ့တော့သူအဝယ်လဲညောင်ချောင်းကြည့်ရတယ်ဆိုဟာမဟုတ်ဘူးလေ890ဆက်တယ်ပဲမဟုတ်ဘူးလေဟာဘာလဲခေါင်းထဲမှာလည်းအကျမအတွေးတွေကအဲ့လိုဖြစ်နေအဲ့ဒီစိတ်ထဲမှာလည်းငါတော့တခုတော့ပြန်ပြောမှဖြစ်မယ်ပေါ့ကျွန်တော်တောင်းမှမှာဆိုစိတ်ထဲနေပြောလိုက်တော့အဲ့လိုအနက်မရတော့ရနေအနက်ပျောက်သွားအဲ့တော့ဦးသားလည်းဘုရားဆိုင်ပဲဆိုပြီးတော့အိတ်လိုက်တော့မနဲ့ရောက်လာပါတော့နမိုးလေးမှာဦးသားညာကြုံနေရဖြစ်တဲ့ဦးသားအမေကိုသွားပြောပြအမေကအဲ့ဒီမကြီးအမေကိုသွားပြောတော့အဲ့အန်ဒီကစိတ်မကောင်းနေပြီပြီးတော့ငိုရောပေါ့နော်ငိုပြီးတော့မှသူ့အမေကိုမေးအဲ့အန်ဒီကိုမေးကြည့်တော့မှအဲ့ဒီမကြီးအားတဲ့သူ့ခံလို့တော့အရန်ချစ်တာတအိမ်လုံးစောက်လို့မပြီးသေးရင်တော့မှသူ့ရဲ့အခန်းလေးကိုတော့အရင်ပြီးအောင်စောက်ပေးပါအဲ့အခန်းလေးပေါ့နော်အဲ့ဒီခန်းလေးမှာနေချင်းလို့ပါဆိုပြီးတော့သူမသိခင်အချိန်တီကိုတဖွာပြောနေတာအဲ့နဲ့ကိုကြီးသားမိတယ်နောက်တစ်ပတ်နှစ်ပတ်လောက်နေတော့အဲ့ရနေပြီးတော့ရန်ကိုပြောင်းလာခဲ့တာပေါ့နော်အခုဖြစ်လေးဖြစ်ခဲ့တာတော့ပသိမ့်ပါပါအစွဲလန်းဆိုအရန်ကြောက်ပူကောင်းတယ်နော်သူသဖြင့်အဲ့လိုနောက်ဆုံးချိန်ဒီကနေ့နောက်ဆုံးချိန်အဲ့ဒီအစွဲလေးတစ်ခုကြောင့်ပဲရင်တော့ကောင်းမှုကုသိုလ်လုပ်ခဲ့တာကြီးလဲမေ့ပြီးတော့အစွဲတစ်ခုကြောင့်ပဲမကျွတ်မလွတ်ပဲနဲ့မရောက်တဲ့နေရာမှာရောက်နေတဲ့ဝိညာဉ်တွေအများကြီးကြောက်လဲခဏလိုဇလန်းလေးကြားဘူးတယ်ပေါ့နော်အဲ့တော့ဒီဖြစ်လေးကိုပေးပို့ထားတဲ့ညီလေးကျေးဇူးထူပဲတင်ပါတယ်ညီလေးညီပြည့်ဖြိုးကျေးဇူးထူပဲတင်ပါတယ်ဇလန်းလေးကအရန်တနာဖို့လည်းကောင်းတယ်ဖတ်လို့လည်းကောင်းတယ်ဦးစားငယ်ဖြစ်တဲ့အကြောင်းလေးပြောပြမှာအဲ့တော့ငါဦးစားအဖေကပညာရေးဝန်ထမ်းပေါ့နော်ပညာရေးဝန်ထမ်းကျောင်းအုပ်ကြီးပေါ့အဲ့ဒါနဲ့ဦးစားအဖေကကျောင်းအုပ်ဆိုတော့ဦးစားတို့ကအဖေတာဝန်ကျတဲ့နေကိုပြောင်းရတာပေါ့ကွာအဲ့ဒါနဲ့ဦးစားတို့မိသားစု6ယောက်လုံးဦးစားအဖေပြောင်းရွှေ့တာဝန်ကျတဲ့ရွာကိုတွားရတာပေါ့တွားရတော့အေးဆေးပဲဘာမှမဖြစ်ဘူးအဲ့ဒီရွာမှာဒီဝန်ထမ်းတွေနေဖို့ဆိုပြီးတော့တီးတန်းဆောက်ပေးထားတဲ့အဆောင်ရှိတာပေါ့နော်အဆောင်ဆိုပြီးရှိတယ်ရွာလူကြီးကနေရာချထားပေးတာဆိုတော့မျက်လုံးထဲမှာမြင်တောင်ပြောရမယ်ဆိုလို့ရှိရင်အဲ့ဒီအဆောင်ရဲ့တီးနေရာတော့ရွာနှစ်ရွာရဲ့အလယ်မှာပြောလို့ရှိလို့နှစ်ရွာတစ်ရွာပေါ့နော်နှစ်ရွာလုံးမှာဘုံကြီးကျောင်းတစ်ကျောင်းဒါမဲ့စာသင်ကျောင်းလည်းတစ်ကျောင်းပဲရှိတယ်နှစ်ရွာတစ်ရွာဖြစ်နေတာပေါ့နော်အဲ့ဒီရွာနှစ်ရွာကလည်းဂျားထဲမှာနည်းနည်းတော့လှမ်းတယ်15မိနစ်နဲ့ဆိုတော့လမ်းလျှောက်ရတယ်တစ်ရွာနဲ့တစ်ရွာကူလို့ရှိရင်ပေါ့နော်15မိနစ်နဲ့ဆိုတော့လမ်းလျှောက်ရတယ်ရွာနာမည်တော့မပြောတော့အဲ့နဲ့ဦးစားတို့ရောက်ပြီးတော့တစ်ပတ်10ရက်လောက်ကြာမှာနည်းနည်းတန်တရားဝင်လာတာပါလေဆိုတော့အဲ့လိုတစ်ချက်ဆိုလို့ရှိရင်ကလေးငိုတယ်နေကြားရတယ်ကွာပြီးတော့အဲ့လိုဦးစားတို့အိမ်အောက်ကလူပြေးတန်းလိုအဲ့လိုခြေတန်းလိုအဲ့လိုအတန်နေကြားရတယ်အဲ့နဲ့တရက်အဖေကရုံးကိစ္စနဲ့ညအိမ်ကနေခရီးထွက်သွားတာအဲ့တော့အမေကအိမ်မှာတယောက်တည်းမအိပ်ရလို့ဆိုပြီးတော့အဖေကြောင်ဆရာမတယောက်ကိုခေါ်ပြီးတော့အဖေါ်ခေါ်ပြီးတော့အိတ်တဲ့အချိန်မှာည7လောက်မှာတကားကိုအပြင်ကနေပြီးတော့ဆွဲတာနှစ်ခါသုံးခါဆွဲတွန်းတယ်ဆွဲတယ်တွန်းတယ်အဲ့တော့တကားဝုံဂျုံမြည်နေအောင်နော်အဲ့လိုဆွဲတာအဲ့လိုလုပ်တယ်နှစ်ခါသုံးခါပြီးတော့တိတ်တော့ဦးစားအဲ့တော့အရန်ငယ်သေးတယ်ဦးစားအဲ့တော့6နှစ်သားပဲရှိသေးတယ်6နှစ်သားဆိုအမေကဦးစားအားကိုးလို့မရဘူးပေါ့နော်အဲ့တော့အမေကကြောက်နေပဲပေါ့နော်သူကိုယ်သူစိတ်ကိုရဲစေးတင်ပြီးတော့လူတကားလာဖွင့်တယ်လို့ထင်လို့နေဆိုဦးစားကအိမ်မှာအဲ့လိုဓာတ်တွေပါဆောင်းထားအရှိဆောင်းထားရတာပေါ့နော်အဲ့တော့အမေကအဲ့လိုအရှိတစ်ချောင်းကင်ပြီးတော့တကားတော့ဖွင့်ကြည့်တော့ဘာမှမတွေ့ပြေးသွားတာတည်းမကြောက်အဲ့ဒါမဲ့တကားတွေပါသေချာပိတ်လုံအောင်ပိတ်ပေါ့နော်ပတင်းပေါက်တွေပါစစ်တကားတွေပါအကုန်စစ်ပြီးတော့ဝင်အိတ်လိုက်တာပေါ့နော်အဲ့ပြီးတော့နောက်နေ့အဖေပြန်လာတော့အဖေကိုအကြောင်းစုံပြောပြတာပြီးတော့နောက်တစ်ရက်ညနေဆောင်လောက်ကြာတော့တခါမင်းအိမ်ချမ်းဝင်းထဲမှာတ
တဖန်းပင်ရှိတယ်အဲ့တဖန်းပင်မှာစကားပြောတယ်နေကြတယ်တယောက်တည်းသာမဟုတ်နော်အဲ့လိုလူ3-4ယောက်တော့အဖွဲ့အုပ်စုဖွဲ့ပြီးတော့တီးတို့ပြောနေတယောက်ပြောနေအတန်မျိုးအတန်ကြားအဖေကတော့တရေမကြောက်တဲ့လူဆိုတော့အဖေသွားကြည့်တယ်ထူးဆန်းတာအဖေအဲ့ပင်နာကိုရောက်သွားပြီဆိုလို့ရှိရင်စကားဆိုင်တိတ်နောက်တော့ဦးစားတို့အဲ့အဆောင်မှာပဲနောက်ထပ်ကျောင်းဆရာပေါ့နော်ကျောင်းဆရာလင်မယားနဲ့ထပ်ရောက်လာတယ်သူကကျောင်းဖွင့်ပြီဆိုတော့သူတို့လည်းအချောက်ခံရတယ်ဒါပေမဲ့သူတို့ကပိုဆိုးတယ်အဲ့ဒီဆရာရဲ့အမျိုးသမီးပေါ့နော်ဆရာရဲ့မိန်းမအပေါ်သွားမလို့ဆိုပြီးတော့အဆောင်ဆိုတော့ဦးစားတို့ toilet ကဒီအပြင်မှာထားတာဆိုတော့အပေါ်ဆုံးမလို့အပေါ်သွားမလို့ဆိုပြီးထွက်လိုက်တဲ့အချိန်မှာအဲ့ဒီအဆောင်ရဲ့အောက်ခြေပေါ့နော်အောက်ခြေခြံကွင်းတကွင်းတော့သွေးတွေဖြစ်နေတာသွေးပြင်ဖြစ်နေတာအဲ့ဒီဆရာမိန်းမကြောက်ပြီးတော့သူ့ယောက်ျားကိုပြေးနိုးပြီးတော့အပြင်ကိုထွက်ကြည့်တော့ဘာမှတွေ့ဘူးရိုးပုံမဲ့မြေကြီးလိုပဲပြန်ဖြစ်နေသူကတေချာကိုမြင်ခဲ့တာသွေးတွေဆိုပြီးဖက်တွေဆိုလို့ရှိရင်ညီးတန်ကြီးပေါ့နော်ဘယ်မှမသိရလို့ညီးတန်ကြီးကြားရတယ်ကလင်းငိုတန်တွေရောပဲကြားရတယ်အဲ့ရွာမှာညနေဇာတော့9 နာရီ6 နာရီလောက်ဆိုတယ်တရွာနဲ့တရွာအကူတန်းမလုပ်တော့အဲ့နောက်ပိုင်းကျတော့ရွာတွေကလူတွေနဲ့စကားပြောနေတော့ခင်လာကြတာပေါ့နော်အဲ့မှာသူတို့ပြောပြတာဘာလဲဆိုတော့ဦးဇာတို့ရဲ့နေတဲ့အဒီအဆောင်ရှိတဲ့ခြံဝင်းပေါ့နော်အဲ့ဒီခြံဝိုင်းရဲ့ထောက်မှာအပင်တစ်ပင်ရှိတယ်အပင်ကဖြူရောင်ကြီးသူ့ရဲ့အသားလည်းတသားလို့ရှောင်မဟုတ်ပဲနဲ့အဖြူရောင်ကြီးပေါ့ဘာပင်လဲတော့မသိဘူးအဲ့ဒီအပင်မှာတကူလုံးဖြူနေတဲ့တရေတစ်ကောင်ရှိတယ်မြင်တဲ့လူတွေကမြင်ရတော့သူကပြောပြပြီးတော့အဲ့ခုနပြောတဲ့ဆရာကျောင်းဆရာလင်မယားပေါ့နော်အဲ့ဒီကျောင်းဆရာလင်မယားရဲ့အနောက်မှာကျတော့သူတို့နေရဲ့ခြံနောက်မှာကျတော့ညောင်မင်းအကြီးတစ်ပင်ရှိတယ်အဲ့ဒီညောင်မင်းအောက်မှာကဒီဆရာလေးပေါ့နော်တီလာရှင်တပါစုံသွားတော့မိမတချိုခင်မှာအဲ့ဒီမှာအလောင်းပြင်ပြီးတော့ထားမှုတယ်တဲ့အဲ့လိုလေးပြန်ပြောကြတာပေါ့နော်တချို့ညဘက်အဲ့လိုဖြတ်သွားဖြတ်လာလူတွေကဦးစားတို့အဆောင်ဘက်ကိုကြည့်လို့ရှိရင်စပွဲတစ်လုံးရယ်အဲ့ညောင်ပင်အောက်မှာပေါ့နော်စပွဲတစ်လုံးရယ်ပြီးတော့ဖျောင်းနိုင်ထုံးပြီးတော့စာဖတ်နေတာတွေ့ရတယ်ပြောကြတယ်ရွာစောလဲကွာဦးစားတို့ဒီအဆောင်ဘက်လေခြုံနေနေပေါ့အဲ့ဒီညောင်မင်းမှာအဲ့ညောင်မင်းကလည်းတက်တန်းကြာပြီဆိုတော့အဲ့ညောင်မင်းမှာຫນွေကြိုးတွေပါတွဲကြတာရှိအဲ့ຫນွေကြိုးတွေဒန်းစီလိုတောင်ရຫນွေကြိုးတွေကွာသိရမလားဦးစားတို့ခလေးဆိုဘယ်သိမလဲအဲ့မှာဒန်းစီပါစီသွားဆော့တာပေါ့တရက်လူကြီးတယောက်ကဦးစားတို့အဲ့မှာဆော့နေတာတွေ့တော့ဟိတ်ကလေးတွေမင်းတို့အဲ့မှာမဆော့ကြနဲ့ဆိုပြီးပြောတယ်အဲ့နဲ့ပြန်မိတာပေါ့နော်ဘာလို့လဲဦးလေးဆိုဘာမှမဖြစ်ပါဘူးလေမင်းတို့ဆော့ကြရင်နေ့လည်းပဲဆော့ညဘက်နဲ့ညမိုးချုပ်တယ်ဒီမဆော့ကြနဲ့ဆိုပြီးပြောသွားတယ်အဲ့နဲ့အမေကအဲ့ဒါကိုကြားတော့သူကတော့လူကြီးဆိုလမ်းဖြန့်ပြီးတော့ဟိုနေ့တောင်းမဆော့ခိုင်းတော့ပေါ့နော်ပြီးတော့အဲ့ဆောင်ဝိုင်းထဲမှာပဲနောက်ထပ်အပင်နှစ်ပင်ရှိသေးတယ်တပင်ကအဆောင်နဲ့နည်းနည်းလေးလှမ်းတယ်အဲ့ဒီပင်တဖမ်းမင်းတော်တော်လေးမြင့်တယ်နှစ်တည်းလည်းကြာနေပေါ့နော်အဲ့တပင်ကတန်းနဲ့ကြာပြီအဲ့ဒီအပင်မှာကြတော့ဥဘကာဆိုတဲ့လူတယောက်ရှိတယ်လို့ပြောကြတယ်အဲ့တရေရဲ့နာမည်ဥဘကာအဲ့ဒါကြောင့်အဲ့လိုမျိုးတွေအဲ့နာတစ်ဝိုက်ကကျန်းလို့ဟိုညနေဆောင်လို့ရှင်တရားနဲ့တရားမကူးရဲကြတာပေါ့နော်အဲ့ဒီဟိုတရေချောက်ခံရတဲ့ဟိုကျောင်းဆရာရဲ့မိန်းမရတယ်ညဘက်ဆိုလို့ရှင်သွားလို့တမ်းမိုးတွေပါရွရွအိတ်ရတယ်တဲ့ပြီးတော့ဦးစားတို့ရဲ့အဆောင်ဘေးမှာလည်းဗိုက်ကြီးတဲ့အမျိုးသမီးတယောက်ကလေးမမွေးနိုင်လို့ဆုံးထားတာရှိဘူးတယ်တဲ့အဲ့တော့ခုနစကားကိုဆက်ပြောရလို့ရှင်အဲ့ကျောင်းဆရာရဲ့မိန်းမကသူညဘက်တည်းကြောက်တော့တမ်းမိုးတွေရွအိတ်တော့အဲ့ဒီညောင်မင်းအောက်ကသီလရှင်တရေရဘာမှမဖြစ်ဘူးသူကတော့သီလရှင်တရေဆိုဒါပေမဲ့အဲ့ဒီဟိုဘက်ကဗိုက်ကြီးတယ်စုံးထားတဲ့ဗိုက်ကြီးတဲ့တရေရမခံနိုင်ဘူးအဲ့ဖျားစာရွမျက်လုံးပိတ်ပြီးတော့ဖျားစာရွနေတဲ့အချိန်ကြီးမှာခွပြီးတော့အဲ့ဒီကျောင်းဆရာမိန်းမကိုသပင်နေဆွဲတာတယ်အဲ့အမကြီးကမျက်လုံးကလည်းဖွင့်လို့မရဖျားစာဆက်ဆိုလို့လည်းမရပါတော့ခွတာတော့အဲ့လိုဖြစ်နေတာအဲ့နောက်ဆုံးသူအတင်းညှစ်ပြီးတော့မခံနိုင်တော့ဘူးပူတယ်ဆိုပြီးတော့အဲ့ဒီသူဂုတ်ပေါ်ကဗိုက်ကြီးတယ်မှာလို့ပြောတာညှစ်ထားတာအဲ့ဆရာမကလည်းအဲ့ကျောင်းဆရာရဲ့အမိမကလည်းစိတ်ထဲကနေဆက်ရွတ်တာပေါ့နော်စိတ်ထဲကနေဆက်ရွတ်နောက်ဆုံးအဲ့သပင်ဆွဲထားတာသူ့သပင်ဆွဲထားတာနာတော့မခံနိုင်တော့ဆိုပြီးတော့ရွတ်တာကိုရက်လိုက်တော့မှဒီသပင်ဆွဲထားတာကိုလွတ်ပေးတာမရှိတော့ဘူးဦးသားဖေကကျောင်းဦးကြီးဆိုတော့အဖေကိုလာတိုင်းတာနောက်နေ့ကျတော့လာပြောပြကြတာပေါ့နော်ရွာဦးကျောင်းကဆရာတော်ကြီး
ကျိုးချောင်းပြောပြီးတော့သွားလျှောက်တာပေါ့နော်အဲ့တော့အဲ့ဒီဖုံဖုံကသူ့ရဲ့တခြားကျောင်းတိုင်းကျောင်းကဆရာတော်တွေနဲ့အတူလိုက်လာပြီးတော့ခြံပတ်လဲရေမိုင်းတွေဖြန်းကမဝါတွေဖတ်ပြီးတော့အဲ့ဒီဥပကနေတယ်ဆိုတော့ဒီတဖန်းပင်ကြီးလေတဖန်းပင်ကြီးရယ်ပြီးတော့အဲ့ဒီခြံတောင်းကအဲ့လိုတရေဖြူဖြူရှိရဲဆိုတော့အပင်ဖြူဖြူရဲပြီးတော့အဲ့တခြားညောင်မင်းကြီးကတော့ကြီးလို့ပေါ့နော်ပြီးတော့အဲ့ဟိုဘက်မှာအဲ့ဘိုက်ကြီးတယ်ကလေးမေတိတ်ထားတယ်သူနေတယ်ဆိုတော့အပင်ရဲအဲ့ဒီအပင်ခုတ်ပြီးပြီးရှို့လိုက်နောက်ပိုင်းမှာ6တော့ပဲအေးွားပေါ့နော်ဦးသားတို့အဲ့မှာနေဖြစ်တာတော့3နှစ်လောက်ကြာတယ်3နှစ်လောက်ကြာတော့ဦးသားတို့အဲ့မှာကိုပိုင်အိမ်ဆောက်လိုက်တယ်ပေါ့နော်ကိုပိုင်အိမ်ဆောက်တော့အဖေကချိုးနေပါတယ်အကုန်လုံးရှင်းလိုက်တော့မှကွင်းမြင်ဖြစ်သွားတော့ရှင်းလင်းဖြစ်သွားတာအဲ့နောက်ပိုင်းကျတော့ဖြစ်လဲဆိုတော့တညဦးသားရှူပေါက်ချင်လို့ဆိုပြီးတော့အောက်ဆင်းလာတော့ကွင်းမြင်ကြီးတွေကိုလှမ်းကြည့်လိုက်တော့ဘာတွေ့လဲဆိုတော့စုံမီတောက်နေတာသိလားစုံမီတောက်တာမြင်မှုကြတယ်မလားမီးလုံးကြီးနေနှလုံးသုံးလုံးလောက်ရှိတယ်လို့စုံမီတွေပတ်နေအဲ့ဒီစုံမီတောက်တော့မြင်တော့ကြောက်ပြီးတော့အိမ်မတက်ပြေးတာမျက်လုံးနဲ့ကိုမျက်စိနဲ့တက်အမြင်တာနော်အိမ်မတက်ပြေးတော့အဖေကိုသွားနှိုးပြီးပြောတာအဖေကမယုံတော့ဗမာနိုင်ငံကပြဆိုပြီးတော့ထပြီးတော့လိုက်ကြည့်တော့အဖေကလည်းတွေ့တယ်အမေလည်းတွေ့တယ်တိမ်လုံးထကြည့်အကုန်မြင်တယ်အဲ့စုံမီကိုအဲ့နောက်ပိုင်းလည်းခဏမြင်တယ်ခဏမြင်တော့လူကရိုးဝါပေါ့နော်မကြောက်ကြတော့ဒါမဲ့ပြမယ်ဘာလဲဆိုတော့အဲ့လိုစုံမီတောက်ညာတွေ့ရင်လေဓမီနဲ့သွားမထိုးကြည့်နဲ့ဓမီထိုးတယ်ပြေးရောပြီးတော့အဲ့လိုသူတို့ရှိတာကိုတွေမြင်သွားတာဆိုတာဒါမကောင်းဘူးပါသေးလားကိုတွေတခုအနေပြန်လို့မှလည်းကြောက်ရတာပေါ့နော်ဒါပေမဲ့ဦးသားတို့ကခုနပြောလို့နေတိုင်းမြင်နေကြဆိုဦးသားတို့မိသားဆိုတာမကြောက်တော့ဘူးအဲ့ရွာလည်းနည်းနည်းဘယ်လောက်တောင်ဆိုးလဲဆိုရင်ဘုန်းကြီးเจ้าစွန့်ပို့တာတော့မှအပင်းထက်ခံရဘူးလေအဲ့ဒါဆရာတော်ကြီးပြန်ပြောလို့သိတာဘယ်လိုလဲဆိုတော့အဲ့ဒီစွန့်ကလာပို့လို့ရှိရင်အဲ့လိုစွန့်ဆိုတော့ဖိုးပဲရပြင်ထားပါတော့မွေးကြိုင်တာပေါ့နော်အဲ့မှာဒီဆရာတော်ကြီးကကျောင်းနိုင်ဆရာတော်ကြီးကသူကစွန့်ဖုံးပေးလို့ရှိရင်သူကတီးတန့်ဖုံးပေးတာတပါးတယ်အဲ့တော့ဆရာတော်ကြီးဖုံးပေးဖို့ဆိုလို့ရှိရင်ကျောင်းကကပိယာတွေတို့ကိုရင်တွေတို့ကဒီဆရာတော်ကြီးဖုံးပေးဖို့စွန့်ဟင်းကိုပြင်ပေးရတာပေါ့နော်ဒီစပွဲဝိုင်းမှာပြင်ပေးခုနစွန့်အုပ်လေးလည်းပါအောင်စွန့်ဟင်းအုပ်လေးလည်းပါတာပေါ့လေပြင်ထားတဲ့ဟင်းတွေတခြားဟင်းတွေလည်းပါတာပေါ့အဲ့မှာဆရာတော်ကြီးကအဲ့စားမယ်ဆိုပြီးတော့အဲ့စွန့်အုပ်ကိုဖွင့်လိုက်တဲ့အချိန်ကြာမှာကျွဲချီတွေဖြစ်နေတာတဲ့အနဲ့ရတယ်လို့နားဟောင်းနေတာပဲဆရာတော်ကြီးကလည်းစွမ်းတယ်ဘလို့ပြန်ပြီးတော့ပညာပြလိုက်တယ်မသိဘူးပညာပြတယ်ဆိုတာကဘလို့ခေါ်မလဲဟိုဖះသားတော်တွေဘုန်းကြီးတွေဆိုတော့ဟိုလိုမျိုးဟိုဂိုင်းကနာဆရာတွေတော့ပညာပြန်ပြရမျိုးတော့မဟုတ်ပေါ့နော်မေတ္တာပို့အဲ့လိုမျိုးပေါ့မေတ္တာပို့တရားထိုင်မေတ္တာပို့တော့ဆရာတော်ရဲ့မေတ္တာကိုခံနိုင်ရအောင်လုပ်တာလူကအဲ့တော့ဆရာတော်ကြီးပြန်လာတောင်းပန်ရတယ်လုပ်တဲ့လူကဒီเจ้าပြောင်းလာတဲ့ဆရာတော်အသက်ဆိုတော့ပညာဆန်းတာပေါ့နော်အဲ့လိုနောက်ပိုင်းကျမှဒီရွာမှာဥစားတို့ဘုန်းကြီးတရားပွဲတွေပါလို့ဒီတန်ဆဲဝါရင်3လပေါ့နော်မဟာပဋ္ဌာန်းတွေပါလို့တော့မှအဲ့စုံမီရနောက်ပိုင်းသိမတွေ့တော့ပျောက်သွားတယ်အဲ့နောက်ပိုင်းတော့နေရအဆင်ပြေသွားပါနော်အခုထိလည်းအဲ့ရွာမှာနေတော့မယ်ဒီဇိုင်လန်လေးကိုပေးပို့ထားရင်ကြီးကျေးဇူးထူးပဲတင်ပါတယ်